မှာချွေးရည်ညီပဲထက်ရှိတကြီးကလည်းမတော်ရရမင်းနေပြန်ပါပြီဖြေရမှာရှက်စရာကြီးရှက်မနေနဲ့ငါတကြီးငါမင်းတော့ဖြေပြောမှရှက်တယ်ဆိုရင်တင်ကြီးတာလေးပြလိုက်ပါလားကျွန်တော်ဆရာကိုတကြီးကသိချင်လို့ဟာပဲနော်ဆရာကြီးလောက်ွယ်တော့မမောင်ဘူးလားမှောင်ပါပေါ့မောင်တော့မမိုက်ဘူးလားမိုက်တယ်အရာကိုမိုက်တယ်မိတ်တော့မကြိုက်ဘူးလားမကြိုက်ဘူးတရေကြောက်တယ်ဒီမင်္ဂလာကိုဝင်ကိုဘလို့ကိုဝင်လို့ပြောပါမလဲခင်ဗျာတကြီးကိုဝင်လို့ပြောအလူတော်ဘယ်ရလားတော့ကိုဝင်ရမှာတော့ဟာမိကိုဝင်ငါကိုဝင်မဟုတ်ဘူးလားငါကိုဝင်မဟုတ်ဘူးခေါင်းစားလေခေါင်းစားမှမင်းဖြစ်တာခေါင်းလည်းစားမယ်ရုပ်လည်းစားမယ်ရင်ပုံလည်းစားမယ်နှုတ်လည်းစားမယ်တကူလုံးစားမယ်ရင်ပုံလေးနှုတ်အောင်မဟုတ်ဘူးလေဝတ်မှာနှုတ်အောင်ရှိတာကြက်မှာနှုတ်အောင်မရှိဘူးလေဟုတ်လားမပြည့်ဘူးဒီတနေ့ငါမပြည့်ဘူးကွာမပြည့်ဘူးမရှိဘူးပြောင်းဟဲ့အစမရှိတော့တပြားတည်းမဟုတ်ဘူးကွာဟာသူပြားတော့ဆုံးရောသိရဆောင်ကြလို့ဟာယခုအချိန်ကာလဝဲတပေါင်းတခုလက်ပန်းဖူးခွေယူသောအချိန်ကာလဖြစ်ပါသောကြောင့်မိမိတို့အိမ်မှာမွေးထားသောခွေများကိုခွေယူကာကွယ်စေများထိုးပေးထားပါမည်စေမထိုးနိုင်ပါကထန်ကျက်ကျွေးပြီးအိမ်မှာကြိုချီထားကြပါခမညာဟဲ့မင်းလားဗျာမင်းရောအော်ရလေမင်းကငါအော်ခိုင်းတာကမိဘေးကာကွယ်ရေးမိလုံခြုံမှုတွေလေဘာလို့မင်းဘာရောအော်နေတာလို့ဟုတ်ကဲ့ဆရာကြီးမှန်တော့လို့ပြောင်းရန်သူငါးပါးထဲမှာအမတန်ဆိုးရွာလာတာမညာမတာဘယ်သူမှမထောက်တာတခေါ်တပြတဲ့ဆိုတဲ့ရန်သူဟာအဲ့ဒီလိုမိဘေးကာကွယ်ဖို့အတွက်အိမ်တိုင်းမိချိန်မိကများပြုလုပ်ရပါမည်ဒါအပြင်ညစီမိကင်းဆောင်ဖို့အတွက်တိန်လင်းယောက်ျားကောင်းတယောက်မိကင်းဆောင်မိဖြစ်ပါသည်မလိုက်နာပါကထိတ်တုံး9ရက်ခက်ခံရပြီအပြင်ဒဏ်ငွေတမက်ရိုက်ခံရပါမည်ပို့တကြီးဦးရွှေမောင်ဟဲ့ကောပုံမဘူးကွာအမိတ်ကွာအမိတ်ပုံမဟုတ်လားခင်ဗျာအမိတ်နဲ့ခင်ဗျာအမိတ်တကြီးဦးရွှေမောင်ရဲ့အမိတ်ပါခင်ဗျာကျင်းညာသူမှာကျွန်တော်မောင်မင်္ဂလာပေတော်ကုန်ဖြစ်ပါသည်တို့လူလေးများဆိုလေဝေလေထိုင်ရချိုးပြင်းပညာလေးကိုကောက်လိုက်ကြလို့တို့လူဝေလေမူရကလေးရန်ကားကြတော့အကိုတကြီးစိတ်တုံးကြီးနဲ့စောင့်နေမယ်ကဲသွားမယ်အဲ့ဒီကိုရှိတော့ခင်ဗျာထိုင်းကိုပေးကောင်းလေဗျာဆေးဟဲ့ဝရှင်ရမလားဟာပေးရမှာပေါ့ဗျာခင်ဗျားတို့ကလည်းနေတိုင်းတောက်နေတာမသိဘူးလားဒီငါအလကားတိုက်တာမဟုတ်ဟုတ်ကဲ့ဟဲ့ပေးရာတော့မလဲငွေကြီးပြကွာရောတမဟာခင်ဗျားတို့ဒါပဲလားဗျာဒါပဲလေတို့တော့ဘယ်လောက်ကြာဟာခင်ဗျားတို့တောက်တာ9မှုတောင်ကြာတယ်ဗျာတမတ်ကြံသေးတယ်ဘယ်သူပြေးမှလားပြောတို့တော့အဲ့လိုတော့ကြာလားကွာအကြီးအကွေးတွေလုံးနေတယ်ကဲပြောကြံတဲ့တမတ်ဘယ်သူပေးမလဲဟဲ့မင်းကဒီလိုလေသံမျိုးနဲ့ငါလိုကောင်ပြောအောင်ပေတော်ကုန်းရွာမှာတကြီးရွှေမောင်ရဲ့အမွှားကြီးကိုရွှေတော်ဆိုတာ1000ပဲရှိတယ်နော်ဟုတ်တယ်ကွာ1000ပဲရှိတယ်ဟောဒါနဲ့ဆရာ1000ဆိုရင်ရောမတော်အားပါလား2000ဆိုတခိုက်ဘူးခင်ဗျားတို့စကားလမ်းကြောင်းလွှဲမနေနဲ့နော်ကျန်တဲ့တမတ်ဘယ်သူပေးမလဲပြောဟဲ့မင်းမစတဲ့တမတ်ကိုတနာရီလွှဲငါရောက်လာဖို့ပဲနော်ဟုတ်တယ်ပါရွှေမောင်တကြီးရွှေမောင်ရဲ့ညီရွှေတော်နဲ့
မမဲဆုံးတကြီးကိုတာငူနေပါလား ဘယ်ငါ့ကိုတကြီးကငိုရမှာလဲကွာငွေငွေငါတာမှာဟဲ့မဲဆုံးအိုးတကြီးဘယ်အိုးတကြီးတွေပါလေလုံးနေတကြီးငါ့ကိုရိုသေးဆက်ဆံတယ်ဟုတ်ကျမပြောမိအပြစ်ရှိရတယ်အကျဲရှိရတယ်လုံးမနေနဲ့ဘယ်နဲ့ဗျာနေရင်ထိုင်ဘာလဲငါ့ကိုတကြီးကိုတတ်ပြီးသွားလေတကြီးရေနဲ့ဘယ်နဲ့တန်ငိုနေရတော့တကောမကြီးမျက်ခုံးတွေလှုပ်နေတာတကြီးကိုတပြီးငိုတာမဟုတ်ပါဘူးတကြီးရဲ့ကျမသိသွားတဲ့ယောက်ျားကိုတတိယတော့တတ်ပြီးတော့သွားလေသူကြီးရဲ့ဆိုပြီးငိုနေတာပါတကြီးသိသွားတဲ့နေယောက်ျားကိုတတိယပြီးသွားလေသူကြီးအေးတကြီးနဲ့သူကြီးကိုneပြတတ်တာလုံတော့ဒီမှာရင်းနေတုံးလာဟာဖွဲ့ဟဲ့ဟုတ်ကဲ့ကျမနောက်ကိုစင်းချင်းငိုပါမယ်တကြီးရဲ့မဲဆိုရှင်နေရှက်တွေလုံမနေနဲ့တို့ရောပတ်ဝန်းကျင်မှာဘူရက်ခါတို့ဘုံမိုးသီးတို့ဓမြဘူးတွေတောင်းချနေတယ်မနေ့ကတော့မုတ်ထိုးဘူရွာမှာဓမြတက်ပြီးလူတက်သွားတယ်အဲ့တော့တို့ရွာလုံခြုံရေးအတွက်တအိမ်တယောက်ယောက်ျားကြီးကင်းဆောင်ရမယ်ယောက်ျားကြီးကင်းဆောင်ရမယ်အေးကောင်းတာဗောတကြီးရဲ့အဲ့ဒါဆိုကျမအတွက်လုံခြုံတာဗောတကြီးရဲ့နေရလေကင်းဆောင်ရမှာဗောဟာကျမမှာယောက်ျားမှမရှိတာတကြီးရဲ့ကျမအသက်ဆက်မုတ်ဆိုးမှကိုနောင်ကဲလေတကြီးရဲ့ကျွမ်းမနေနဲ့နေချောတာငါသိတယ်ယောက်ျားမရှိယောက်ျားငါဗောဟာယောက်ျားငါလို့ရတယ်အခုစောကပြောတကြီးရဲ့ငါမှာဗောဆရာကြည့်လို့တော့လွယ်နေပြီငါသိပါလေကွာနေလေဟဲ့ဘာကင်းသမားယောက်ျားငါ့ဘုတ်တမပေးရမယ်အေးတမမပေးတရားတိုင်ရိုက်မှာနော်ပေးပါမယ်တကြီးရဲ့ပေးပါမယ်ကဲတနားရီတို့တမဟုတ်တယ်မလားပိုင်လိုက်တာဆရာတော့မလို့တကြီးဟဲ့မဲဆိုငိုလို့ယိုလို့ဘယ်လိုဖြစ်တာတော့ငိုရုံနဲ့ငိုတာပါတကြီးကလည်းမယိုပါဘူးဒီဘာမယိုပါဘူးကငိုတာဘာဖြစ်လို့ငိုတာတော့စဉ်းစားကြည့်ပါဦးတကြီးရဲ့ကျမလေဟော်ရီရွာတရွာလုံးမှာအချောဆုံးအလားဆုံးမဟုတ်တော့မှာပါတကြီးရေးတဲ့ကြားပြကြုံညာဝင်းနေပြန်ပြီမဟုတ်ဆိုးမှငါသိပါတယ်ကြပြောစမ်းပါလူရုပ်ပြောစမ်းပါပြောရတော့တကြီးရဲ့နားနဲ့မနာဖွားနဲ့နာပါတကြီးရဲ့ကိုရွှေရလေကိုရွှေရကျမတို့ပြောတာတို့ဘေးလူတွေကြောက်မတော်နိုင်ပါဘူးတကြီးကလေကျမကားရလူကျမမဟုတ်ဆုံးပါတကြီးငါသိပါတယ်ဆိုသူလည်းလူရုပ်ပြောတာဟိုကောင်ရွှေတောင်တဲ့ကိုဘာလုပ်သွားလဲစော်ကားသွားလားစော်ကားရုံနဲ့ပဲကားမလဲတကြီးကလေကျမတို့မသွားတာတကြီးရဲ့ဟင်နေကိုမသွားတာပြောစမ်းဘယ်ကိုမသွားလဲတော်တယ်လားကောက်ရိုးပုံလားမဟုတ်ဘူးတကြီးရဲ့မဟုတ်ဘူးကဲမဟုတ်လေထားတော့ဒီကိစ္စကိုဒီမှာရက်နေကျင်တဲ့အောင်ငါကိုယ်တိုင်နေကိုငါလက်ထပ်ပေးမယ်တာမမရမပေါင်းစီရမယ်ဟာတကြီးကဘာပြောတာလဲနေကျင်တဲ့အောင်လုပ်ပေးမယ်လေမင်္ဂလာဆောင်ပေးမယ်လို့ပြောတာအမလေးကြားလို့ကောင်းကြသေးလားတော့ကြားလို့ကောင်းကြသေးလားရကရိုရဒီကိုနေအောင်တစ်ချိန်တည်းတညလဲပါလားဟဲ့ဘာရောလဲကြားလို့တကြီးအကိုတကြီးသူတဲ့ဆိုလို့ပြည့်တယ်ဟာမိတာပြောနေအမလေးဟာနေငါကြိုက်တယ်လားဟဲ့မဲဆိုငါကြိုက်တယ်ဟုတ်ကဲ့တယ်အပြည့်ရှိတာမရှိဘူးပြောသားကျမကိုင်းမြအပြည့်ရှိပါတကြီးကျမကိုင်းမြအပြည့်ရှိဟဲ့ဆွေးတော့နေမင်းတို့ဆိုရတယ်လို့ဟာကျင်းကြီးရဗျာဘယ်လိုပြောလဲသူကိုယ်တိုင်ပြောတာဟမ်ဟုတ်လားမင်းတို့ဒီတိုင်းပြောတာဟုတ်ကဲ့ကျမပြောမိအပြည့်ရှိပါဒါတော့အပြည့်တည်းရှိနေဒါထိတ်တုံးနဲ့ဝင်ထိတ်တုံးခတ်မယ်မလေးတကြီးမေဘယ်လိုတကြီးမေဘယ်ငါတောင်ငိုးနေတာတော့ပဝန်းကျင်ကြရင်ငါတရားအောင်မနေပါဦးမယ်ကဲလူရင်းကိုပြောတာဟာဒီလိုတကြီးမေဟဲ့ဟိုလိုတွေဒီလိုတွေလုံနေမယ်မဲဆုံးညီကဘာကိစ္စငါ့ကိုကြားနာမတတာငိုနေရတာတော့ညီတော့သူနဲ့ဗဇက်လန်းနေရှိတာလေငါ့ကိုပြောစမ်းတကြီးမေတော့မဲကြည့်ပါအီးလေကျမ
မတော်နဲ့ဦးမတော်နဲ့ဦးမဲဆုံးမတော်နဲ့ဦးဒီငါ့ကိုအသက်ကွက်အောင်တော့မလုပ်နဲ့နော်မလိုက်ပြောတော်စမ်းပါငါ့လူရင်းပြောစမ်းဒီလိုကတကြီးမေရဲ့ကျမကလေရက်ရွာစိတ်ကန်းတွေကိုဖောက်ပြက်သလိုဖြစ်သွားပါတယ်မိချိန်မိကတ်တဲ့တံဖောက်ကျမမေ့သွားတယ်အဲ့ဒါကိုလေကိုရွှေတောင်ကတန်ရိုက်မယ်ဆိုပြီးတော့တန်မရိုက်ပဲနဲ့မိခင်ဆောင်ဖို့ယောက်ျားတယောက်ငှားပေးရမယ်တဲ့အဲ့လိုပြောပြီးကျမစီကပတ်သက်တမကိုညာတောင်းပါကျမသိလို့တော်ပြီဟာသဘောပေါက်ပြီဟေ့ကောမင်းကဘာကိစ္စသူ့မရှိမဲ့ဟာကိုမင်းတော့တောင်းရတာဟမ်ကဲရောအဲ့ဒါတမပြန်ယူတော့နော်မင်းကမဟုတ်ဆိုးမှဆိုတရွာလုံးကသိနေယောက်ျားငါပြီးကင်းဆောင်ခိုင်းကြမလို့ကြားလားကဲယူတော့ရောဒါကမင်းအတွက်တကွင်းဒါကငါအတွက်တကွင်းရောညီမလေးရောဒါကမင်းအတွက်နှစ်ကွင်းဒါကငါအတွက်နှစ်ကွင်းရောညီမလေးဟဲ့ရက်ခငါကမင်းရဲ့ဆရာဆိုပြီးမြဲမိုးသီးဆိုတဲ့ကောင်ကမင်းဆရာတပြားတစ်ချမ်းမပေါ်ပြီဘူးနားလေလားဟာပွိုင်ဟာပဲအကွက်ပဲဟုတ်ပါတယ်ကိုကြီးမိုးသီးရတယ်ကျွန်တော်ဘာပြောနေလို့မင်းမပြောဘူးဆိုတာနားလေငါသဘောပေါက်တယ်ကိုကြီးမိုးသီးအောင်ဘွက်ခံရတယ်လေစားတဲ့ရှိုးလေးပါစားလိုက်ကြအောင်လားဗျာကျွန်တော်ကလေတပြားဆိုမဲ့လေအခုပြင်ဝါသနာအပါလားဗျာဟုတ်တာပဲကိုကြီးမိုးကြီးကလေကိုရက်ခါတချင်းနောက်ထောင်နေဆိုတော့ညီမလေးကတချင်းဆိုမယ်ကိုရက်ခရှင်စုချမှာနော်စုချမှာဗောမိသွေးထဲမှာလေးရတယ်ညီမလေးအစွမ်းအစပြလိုက်စမ်းအနုပညာအစွမ်းအစပြလိုက်စမ်းရဒီလားဒါတော့ပဲကိုကျွန်တော်ကိုချတိလို့ခေါ်နေလည်းမရှိတယ်ကြိုက်ဖို့တည်ရလားကြိုက်ဘူးကိုနဲ့ကျွန်တော်ရချစ်တိုင်းကြည့်လားမိကနေပြီဒါလေးလားဟေးမိသွေးကဲမမိသွေးကဲမမိသွေးကတော်လိုက်တာငါစရှာလေးစစ်တော်ကလာတော့လာမယ်အော်ဘီထောင်းအော်တော့အမေကိုကျွန်တော်ကိုချပ်ဖို့မခေါ်နဲ့ဒါပဲစကားမပြောနဲ့ဒါလေးယူသွားမယ်နော်ကျေးဇူးတင်တာဗျာတခေါအမေလည်းတခေါလာတာတော့တခေါဟဲ့ဘယ်လဲငါရောင်းအောင်နေတော့ဟာဘယ်ရောင်းမလဲဒါတခေါတော့တခေါဟဲ့ငါတို့တကြီးရင်ဘယ်တစ်ခုမှခိုးရမှာလို့ရောင်းအောင်နေတာပါအော်ခိုးရတော့ပဲအခုပါသွားပြီလေနော်ဘာပါသွားလဲအတွင်းပစ္စည်းလေဟာနေကြတာပစ္စည်းပါပါလားကျုပ်ရဲ့ဇာဘော်လီတော့ဇာဘော်လီဟာဒီဝတ်ထားတာသူတီးပြီးဘယ်လိုဖြုတ်သွားလဲဘာလို့ဆက်ပြောနေတာလဲကျုပ်တမ်းမှလာတဲ့ဇာဘော်လီကိုပြောတာတော့ဟင်းမဲဆုံရှင်မင်းလာတာတကြီးမင်းပါလားအမိတ်ရှိပါတကြီးမင်းအေးမမပြောငါမေးတော့ပြောတာဟုတ်ကဲ့ညမှာချွေးခိုင်းကြီးပဲထည့်ရှိလေအိုးတကြီးကလည်းမတော်ရီမင်းနေပြန်ပါပြီဖြေရမှာရှက်စရာကြီးရှက်မနေနဲ့ငါတကြီးငါမေးတော့ဖြေရမှာရှက်ပါတယ်ဆိုမမဆုံးကလည်းပြောမှရှက်တယ်ဆိုရင်တင်ကြတာလေးပြလိုက်ပါလားကျွန်တော်ဆရာကိုတကြီးကသိကျင်လို့ဟာပဲနော်
ဆရာကြီးဟိုမပြနေပြီဟိုမကိုလိုက်ဆက်လိုက်တယ်ဟော မဲဆိုငါ့ဘာလဲကြောက်လုံးဟာ မဟုတ်ပါဘူးတကြီးရဲ့ဟိုတကြီးပဲတင်ကေတောင်းနဲ့ပြဆို ဟာဟုတ်ပြီဒါဆိုတထင်းနဲ့တချမ်းရှိတယ်ပေါ့ဟုတ်လား ဘယ်လိုတချမ်းဖြစ်နိုင်မှာလဲဒီစပယ်မှာဘယ်လိုကြည့် တက်ထဲပါတကြီး တက်ထဲ ဟုတ်ကဲ့ အဲ့တက်ထဲပဲမလဲငါ့ကိုပြန်တယ် တကြီးကလည်းဝတ်ထားတယ်တကြီးရဲ့ ဟုတ်ထားတယ်လေ ဝတ်ထားတယ်ဆိုရင်လေပုံစံနဲ့အယောင်လေးသိအောင်ချစ်စစ်လိုက်ပါ အေးပုံစံနဲ့အယောင်လေးတည်းအားရောမင်းကျွတ်စီတော့ငါတကြီးပြုတ်သွားတော့မှာပေါ့မင်းမြောက်ဝေးတယ်ငါတကြီးပြုတ်သွားမယ်နေတော့တော့တော့ပြုတ်တော့မယ် ဆရာတကြီးကလေကြောက်တက်လိုက်တာလွန်ကိုကတကြီးပဲရှာရှိရဲဆက်ဆက်ရှာလိုက်ပေါ့ ဟေးကောမြန်မာလူမျိုးဆိုတာဟီးဟုတ်တယ်ပါတရားအမှန်အရေးကြီးတယ်နားလေတကြီးပြုတ်နေမို့ထောင်မှာကြသွားမယ် ကိုမင်းမပစ္စည်းကိုရှာတာပဲတကြီးကလည်းဘာမှမဖြစ်ပါဘူးကျွန်တော်လည်းတက်တက်ရှိနေတယ်ဥစ္စာဟုတ်တာ မင်းတို့တက်သေးရှိလို့ပိုကြောက်တာကွာကဲလာသွားမယ် ဟာဆရာကြီးဟိုပါလေ ဆရာကတော့မြင်မှန်လေ ငါမင်းမငွေခေတ်မြန်မာဘယ်လိုလုပ်ဒီရောက်မှာတော့ โอ้တကြီးကလည်းဝေးလိုက်ကြဆရာတော်ရဲ့ချွေကန်အင်ကြီးကိုပြောတာ မင်းမလို့ ဟိုမှာလေစိုးရနာမင်းရဲ့အရှိချစ်ချစ်ကိုချိတ်ကြတာလေ စောရလာမင်းဟာဟုတ်တယ်လာဟာဟုတ်တာပေါ့ကွာဟုတ်တာပေါ့ဟဲ့ကောင်စောရလာမင်းခမညာဟာတကြီးမင်းတို့ပါလားဘာကိစ္စများရှိလို့ပါလဲခင်ဗျာ ဒါဘယ်လိုဖြစ်လာလဲပြောစမ်း ဟိုဒါလားဟိုလေဝဲပြီးတော့ဒီရောက်လာတာ ငါတကြီးငါ့ကိုလိမ်မကြိုးစားနဲ့မှန်ပြောစမ်း ဟိုအမေကလေမဖုတ်ပြီးတော့လှမ်းခိုင်းထားတာ စောရလာမင်းမင်းအမေဟာမင်းကိုမွေးပြီးမီးတွင်းထဲမှာဆုံးသွားတယ်ဆိုတာတရွာလုံးသိတယ်ငါတကြီးသိတယ် ဟုတ် မင်းပေါက်ကြရတယ်လိမ်ပြီးရှောက်ပြောမနေနဲ့ ဟုတ် ညင်းမကြိုးစားနဲ့ဟဲ့ရောနေဒီတော့ဖမ်းပစ္စည်းပါသိရင်လာကဲအဟီး ဘယ်လိုဖြစ်လာတာတော့အိမ်ထဲတော့မရောက်သေးဘူးအပြင်ကအင်ကြီးတွေချွတ်လာ ဦးလုံးတော့ဟာဟိုဘက်ရွာကအလူဖိတ်တာလူကြီးတယောက်နေမသွားမဖြစ်လို့သာသွားတာဦးလိုက်တဲ့ကျိုးကိုကော့နေတာပဲ ဟောဒါဘယ်လိုဖြစ်ပြန်တာဘာလို့ချွတ်ပြန်လာ ရေချိုးမ ဟဲကြံကြီးစီရတော့အခုမှအပြင်ရပြန်ရောက်တယ်ဘယ်နဲ့ရေချိုးရမလဲဖျားတာနေပါအောင်မယ် ဝေခင်ရေကတလုံးချိုးလာတာခုမှချိုးတာကြာနဲ့ဆန်းတဲ့လို့ကြောက်ပြော ဟာဟုတ်ဘူးလေတော့အခုကအပူကြီးတယ်မတော်တဆအုံနောက်ကျော်တွေပါပြက်နေဘယ်နဲ့လို့မလို့ ဝေခင်ရေဆိုတာရေပဲဓာတ်မဟုတ်ပါဘူးအုံနောက်သွေးကြောသူကဘယ်လိုဖြတ်နိုင်မှာလဲနေစက်မှနေရှောက်ပြီ အကိုရှိလားအကို အာမင်္ဂလာရှိတယ်ကွာနေထိုင်လို့ရှင် မဟုတ်ဘူးအကိုကြီးရွှေတော်ရဲ့အကိုတကြီးဦးရွှေမုံအုံနောက်ကိုကြောက်ပြက်လို့လေ ဟင်ဘယ်မှာလဲ အိမ်မှာအခုကတော့ကိုကြီးလာခေါ်တာ ဒီကောင်းမယ်ဟဲ့ပြန်လိုက်ရအောင်ပြန်လိုက် ဒါဘူး ကိုရှိပါဦးရဲ့ကိုရှိပါအခုတော့ဒုက္ခလာကြီးတွေ့ပြီမိမစကားကိုနားမတော်လို့ရေမချိုးပါနဲ့ဆိုလို့ပြောတာရေကငါ့ကိုမဖြတ်ပါဘူးတဲ့အခုတော့ရှင်နေကြုံကိုရေကဖြတ်သွားပြီတာ ဘယ်လိုဖြစ်လဲမကြီး မပြေတော့မင်းကိုလေငါစကားကိုနားမတော်ဘူးနေဘူးရဲပြန်လာပြီရေမချိုးပါနဲ့ဆိုတာရေချိုးတော့အခုတော့အုံနောက်တွေးတော့ပြန်ပြီမမတို့ခွဲလာပြီခွဲလာပြီ ဒီမှာဖြစ်လေကိုကြီးဖြစ်မှာပြီကိုကြီးဒီတော့သူဒီတော့ကိုကြီးဟင်ဒီတော့ပြန်လာတယ်ဘယ်လိုဖြစ်ကြည့်ပါလဲကိုကြီး မလေးဆရာတကြီးရဲ့ဆရာတကြီးမရှိတော့ကျွန်တော်ဒုက္ခရောက်ပြီပေါ့ဆရာတကြီးမရှိတော့ကျွန်တော်ဘယ်သူ့မိတ်နဲ့မောင်းထုတ်ရမှာလဲဆရာတကြီးရဲ့ဟဲ့ကောင်ရွှေတော့ ဒါဦးမျိုးပြန်လာ အေးဟုတ်ကဲ့မျိုးကပြန်လာပြီမင်းလည်းတစ်နေ့ဒီထေတောက်ပြီးအချိန်ကောင်းနေတော့တာပဲနော် အမွာကိုတတိယလွန်ဆွတ်လွန်းလို့ပါဗျာ ဟဲ့တော်စမ်းပါကွာ
我谁来路面得拉长脚那个，我早前的表示嘛，没谁给来造的，谁着来造的，谁别来造你知道呗？这么学长，美国这个吃的，这个这里的出来，刚到七千，刚到这里钱，刚到900斤票老嘛不管。他说像菜们都会把老嘛，没得几老嘛。没骗人那边啊，把那么骗人嘛来哈。美国水毛哎呀，我看没路啊，没得要不起的。苗没啊，水毛哎呀的几样路没有看了比。好什么啊妹子，没得几皮过。呀，他说苗没啊，见到我水毛那样的几样路，比来比好了。好的。好，他所以啊，着急哦呀。啊，着急啊！说嘛，我聪明的几条下去的呀，这才着急了，把西有嘛来呀？着急哦。忙的见伢来了呀！苗后面他们阿妹找了找投票来的，北多公越都越南苗都这样，在首都的几污水毛业高上，阿莫尼撇都污水了啊，的几呀都看来的，报苗后面。叫你打鬼，今年都嘛，这那毛命个拉皮包的。တို့ရွာတော့သွားပါပြီဟမ်ဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲအေးတနေကုန်တနေကန်ထမ်းတော်တဲ့မူးနေတဲ့ဥရွှေတောင်လိုလူကိုတို့ရွာမှာတကြီးလောက်ပြီးအုတ်ချုပ်တော့မယ်ဆိုတော့အဲ့ဒါညီကိုစဉ်းစားကြည့်ပေါ့ညီကမသိဘဲနဲ့ရှောက်ပြောမနေနဲ့အခုတကြီးဥရွှေတောင်ကထားရည်တောက်ဖို့မပြောနဲ့ထားမြအောက်တောင်ဖြတ်မလျှောက်တော့ဘူးအဲ့ဆိုရင်တော့ဝမ်းသာစရာပဲပေါ့အေးပေါ့မလေးတော်ပါသေးရဲ့ကိုရွှေရဲ့ကိုပြားကြီးလို့လေကိုရွှေထမင်းစားတဲ့အချိန်မပြီးမှစိုးနေတာ ဟုတ်တော့မှာလားဒါဆိုကြက်ကြော်ကြီးဘာလို့လဲ ဟုတ်တယ်လေကိုရွှေစားဝင်လာပို့တာ ကြက်ကြော်ရဲ့တကြီးတို့ထိုင်းရောဆွဲလိုက်မယ်လေဟေးပါငါတို့ကြီးစားပြတယ်ဘယ်တော့မှထိုင်းတော့မင်းကဆိုးစီမငါ့ကိုတိတ်ကြကြဟမ်စိတ်တုံးစားနော်စိတ်တုံးစားဟီးစားမယ်ဟိုက်ချောက်ကစားမယ်ကိုရွှေချီတော့မစားဘူးကိုရွှေခေါင်းစားလေခေါင်းစားမှမင်းဖြစ်တာ ခေါင်းလည်းစားမယ်ရုပ်လည်းစားမယ်ရင်ပုံလည်းစားမယ်နှုတ်လည်းစားမယ်တကူလုံးစားမယ်ဟမ်ရင်ပုံလေးနှုတ်အောင်မဟုတ်ဘူးလေဝါမမနှုတ်အောင်ရှိတာကြက်မနှုတ်အောင်မရှိဘူးလေဟုတ်လားတကူလုံးစားမယ်စားမယ်စားကိုရွှေစားဟိုဒီချက်ကလေဗမာချက်မျိုးကောင်းလေကိုရွှေရဲ့ဟိုအရင်တသားတော့လေဟိုတိုက်ချက်ဖ3-4កောင်တော့ပောက်တာတိလားအဲ့3-4កောင်လေးရောင်းလိုက်တာလေဟိုစုံအင်းကြီးရဲ့လုံကြီးရဲ့နှစ်စုံတောင်မှရတယ်ကိုရွှေဟိုနောက်တသားသာလေဟိုဒီလိုမကြော်ဘဲနဲ့နောက်တသားသာပောက်မယ်ဆိုရင်လေတိချက်ပို့ပြီးရမှာကိုရွှေရဲ့ဩကိုရွှေလာပြီးစင်ကတော့ကြော်ပြေးတော့လေတစုံပဲနော်တက်ွယ်ထားလိုက်ပြီးရောမဟုတ်ဘူးကိုရွှေမဟုတ်ဘူးဟိုညတော့ကလေပိုးထိသွားတော့အခုလိုကြော်ပြီးတော့ကိုရွှေကိုလာကြေးထားပိုးကြီးတဲ့ကြက်တောင်မှတစုံပေးရရင်ဘုံမတီနဲ့ဒီတိုင်းလာကြော်ကျွေးဘယ်နဲ့စုံပေးရမှမသိဘူးနော်ကဲရွှေတော်မင်းကိုမိမလဲသာသနာပေါ်ဝင်မယ်ဆိုပြီးသူ့ရွာကိုသူပြန်သွားပြီမင်းလည်းတကြီးဖြစ်ပြီတကြီးဖြစ်မှတော့တယောက်တည်းနေလို့မတင့်တယ်ဘူးအဲ့တော့ဆေးပေးမိယူတူတို့ပေါ်တိုင်ပင်ပဲတယောက်တော့လိုပြီကွာဟုတ်သားပဲတကြီးရဲ့တကြီးဆန္ဒဘယ်လိုရှိလဲဆိုတာပြောလိုက်စမ်းပါဟာဗျာဒီလိုရည်ကြမှာဟိုတင်းဟိုကပြောမှရှက်စရာကြီးဗျာအေးတကြီးရလေအသက်ရွယ်နဲ့မဆိုင်ပါဘူးအိမ်အောင်ပြုတ်တာဘာမှစဉ်းစားရမလို့ဘာမှလည်းရှက်စရာမလို့နော်အချို့ဆိုသေကန်နီးမှတော့မှနောက်အိမ်အောင်ပြုတ်ကြသေးတာပဲမမေဆုံးကစုံကောင်းပါလေဟာကွာအေးဟဲ့ဘယ်မင်းကြောက်လို့အိုးမမေဆုံးကစိတ်ရင်းကောင်းပါလေတကြီးဘာမှစိတ်ကူးမလွတ်နဲ့ရွာတွေကကလေးတွေကလေသူ့ကိုတင်စားပြီးမမေဆုံးတင်ပစုံကြီးလဲလို့စီးလို့စတာတော့မှစိတ်မဆိုးဘူးစိတ်ကူးမလွတ်နဲ့ရောတကြီးကောင်းပါလေတဘောကောင်းပါဟုတ်သားပဲတကြီးရဲ့တကြီးဘက်ကသာမီးစိမ့်တာလိုက်မမေဆုံးကလည်းမုံဆုံးမလောက်ရတာပြင်းလာပြီကဲဘယ်နဲ့ဒီသက်ရွယ်ကြီးနဲ့ဗျာခင်ဗျာလည်းအဝါယူပါဟာကိစ္စရရှက်စရာကြီးဗျာဟဲ့လို့ရွှေတော့မင်းမိမယူဖို့တော့ဒီလောက်တိုက်တွန်းနေရင်မဟုတ်တော့ဘူးမင်းယူမလားမယူလားတခွန်းလည်းပြောကွာဦးလေးရလေဗျာငငယ်ရဦးလေးစကားနားထောင်လာဦးလေးကိုကြောက်တယ်ဆိုနိုင်မကျင့်နဲ့ဗျာမင်းမယူလားရော
ယူမာအေး ကိုရွှေ ဆုံး ဟုတ်တားမမရမမတော့ပေါင်းအောင်မယ်နော်ကိုရွှေ ပေါင်းပါမယ်ဗျာပေါင်းပါမယ်မဆိုရဲ့လူကြီးတွေပေးစားလို့ယူရတယ်ဆိုရင်မဲ့ဆုံးပါဇက်ကချစ်ပါတယ်ဆိုတဲ့စကားလေးတစ်ခုတော့ကြားရှင်တယ်ဆိုရင်ကြားရှင်နော် အိုးကိုရွှေရလေဆုံရှက်တယ်ကိုရွှေရဲ့ဆုံရှက်တယ် မရှိပါနဲ့ဆိုရင်မရှိပါနဲ့ကွာမရှိပါနဲ့ ဆုံကြောက်တယ်ကိုရွှေ မကြောက်ပါနဲ့ဆိုရင်ဒါကြောက်စရာမှမဟုတ်ပဲဦးလေးဆိုရင်သူ့လက်မောင်းကြီးလည်းတကယ်တုတ်တုတ်ခဲခဲဒီတော့ဦးလက်ချောင်းလေးလည်းတွေ့ပြီးလက်မရတဲ့ဘူးလူကြီးနော်ဆိုတမင်းစားပြီးလည်းမသေးဘူးတော့နိုင်တာအတော်ကြီးမှလည်းမသိဘူးဆိုမဒီတော့လက်မောင်းကလည်းအမွေးရ啊！我离别，说了没？你这个没有，马上来，你马上来。哈，就大家都回来了ဗျာ 马上大家都回来了。这个俺自己过，每年都俺弟的。我说嘛，没说这要这说明哎呀，叫你们，明我俺抬头看没？哦，自己也低落了。哎，看面个ကျွန်တော်ကိုထိတ်တုံးခတ်ရင်ခမည်းနဲ့မဲဆုံဖြစ်နေတဲ့အကြောင်းကိုကျုပ်ကတရွာလုံးကိုပြောလိုက်မှာဗျာပြောလိုက်မှာ မင်းတရားလုံးပြောမှာ ပြောမှာ တကယ်ပြောမှာလား ပြောမှာပဲ အေးအဲ့ဒါဆိုမင်းကငါထိတ်တော့မခတ်တော့ဘူးမင်းတရားလုံးလည်းပြောစရာမလိုဘူးမလုံးနဲ့မဲထော်နှစ်ယောက်ပဲပြောအဲ့ဒါနှစ်ရွာသားလောက်အရာရောက်တယ် ဟုတ်ကဲ့ နော် ဟုတ်ကဲ့ အဲ့ဒါလို့ပြောပေးရင်ရွာလုံးသိပြီးတော့တို့နှစ်ယောက်မြန်မြန်မင်္ဂလာဆောင်ပြမှာကွာအေး我老娘叫吧。 来点နော်来点နော်ဘယ်လိုအားမနဲ့စားရဒီလိုစားရနော် အားရမ်းစားနော် အားမနဲ့လေဒီ 哎，老家里头的宝宝， မင်္ဂလာရေစိတ်ချတာမှာကွာငါစုံစုံကိုအတိုးချပြီးချစ်မှာဟောကွာနော်စုံစုံ 哎呀，先生，没爬行呀？我这现在熬了哇，跑我嘛你挂，啊，俺都这边怠慢个样，昨天没见熬饱哇，嘿，抓来个路人，我们这不要靠什么拿来挂，没来讲的，阿看我来不说他的，苦干我来不说他的，阿看路了，没那么压的，拿来压一百挂，拿来啊，没有，没人家来说，俺不白了，啊，哎，拿着来压一百挂，啊，这钱我太高了这。哎呀，我真面的，这面我都包了，别，嘿，等下我穿不上来了。嘿，这金融学啊，哎，这穿哪去了？ ကိုရွှေဒါပဲလေ တရွာလုံးတော့ထွက်မလာနဲ့တဲ့ငါကြတော့ထွက်ခဲ့တယ်တွေ့ကြသေးတာပေါ့ကွာ ကိုရွှေမကြောက်လားပြောနေတာလေတရွာလုံးတယောက်မှထွက်မလာနဲ့တဲ့ထွက်လာရင်မင်းတို့မရရင်ငါနဲ့ညားမယ်တဲ့မဲဆုံးမတနာဘူးလားကိုရွှေရဲ့ 嘿，家长们下午了我，前面还有白山的带一年嘛。 မတော်နဲ့ ဆုံးထွက်မလာနဲ့ဟိုဒီကောင်းလေးကိုပညာပြလိုက်မယ်နော်ထွက်မလာနဲ့နော်ထုံးအောင်ဆိုပုံးတယ် ဒီတော့ကြတော့လည်းတကြီးကလိမ်ပါသားတယ် အမိုးကြီးတို့နေကောင်းကြရဲ့နော် 你走路人家都带头吧， ဓမ္မတိုက်တာခဏထားပါဦးဗျာကျုံလုံးဓမ္မသားကောပါဦးလားခင်ဗျားတို့လာပြီးဓမ္မတိုက်မယ်ထင်လို့ကျုပ်ကကျက်သားဟင်းလေးမဆလာနိုင်နဲ့ချက်ထားတယ်ပြည့်စင်ပြီးပြီစားတော့ပါဦး 这
အဆင်မပြေဘူးလားဝိုင်းဆောင်တာတော့ပဲဗျာဒီမှာတကြီးကျော်တို့ထမင်းစားနေလို့ရီရီရတော့လုံးမကြမ်းနဲ့တော့နားလဲလားကျော်ကလူတယောက်အသက်ကိုသတ်ဖို့ဝင်မလဲဘူး မလုပ်ပါဘူးဗျာသမင်းစားပြီးတော့အေးသေးသေးတင်းတင်းလိုက်တက်ကျုပ်လိုက်ဖို့ပေးမယ်ကျုပ်ကရွာတကြီးကျုပ်ရွာကျုပ်ပိုင်ပါတယ်ဗျာအဆင်ပြေဟာဘယ်တော့ဟာတော့ဟိုက်ဟာဟေးဟာလောက်ချောင်းကွာဟေးဟေးအမလေးလာ我就来，快点，开好，这几乎水桶啊，老家，他们不会把人呢，就现在都看了不？咱们都听着，你听他了不？这大爷啊，这咋？好，来，这一好，这他妈啥了？家里太他妈好。太三妈也看也哦，哎呦一边，啊不可嘞。啥？啊，这光，这他哦，咱人这边我去。哦，要家里的人啊，对，你妈娘嘛，哎，你别打我搞，老师，啊，牛筋米酒呀，这样这搞嘛，那你让不定呀，找人搞呀，更，啥，这个。咋黑你们娘讲的也是啊？我也啦。我讲啊，讲了不样嘞，讲嘛。我说他这就是呀。大为了我自己呀，哭着嘞，老板娘。自己就也没有啥人，就是忙点那个丢呀。这话呢，俺啥的呀？俺努力家花的，把那家。哎呦，我没来。哎呦，这种干的了呀？干一个，干有你不别的吧干嘛？哎，你干没？这天上头对，你泡沫嘿，去表出端爱里。金龙哥哥，某来把那边，拉某，老家人叫来着，背到嘛，别的听话嘞，嘿，有木多耶，嘿，有老狗耶，哦，这个人哪个，就进来嘛呀，没呀猪耶，没呀猪七八没，标，喂，够了呀！这高没？哎，这咯，明天个下的位数咯，明天下的位数，俺的记住咯，明天俺盘球的主人动嘛。好，喏，高兴了，爸我家，哎，不让做耶，我呀欧美，哎，捉到比了，搞嘛脸面嘛不？面比了在哪啦不？在哪比了，俺里面就是皮皮了不？皮皮了那个里我吹比了掉，啊，叫那个都买做皮皮的，就来做么皮皮的，那个面那样，他看见面皮，他看见做皮皮，他看见这边那个哪嘛？哦，你要，搞大人，你去过俺就多远没？喏。不让做耶，我呀，要换我没在那边的，要，我要哪个嘛？我来，明天来一个，来回来。跟我俩打球啦，没东西啊，打球啦。我嘛就我啥去了，别老呢。我嘛去搞啥去的？好，来，你别去。就弄了去，你别去呀。去吧这个。去没？我们来拉给嘛喏。拉嘛。我们来拉给嘛说去噻，去来噻。去没。去来噻。
我呀呀，其他的，那其他，叫人怎么样？哈哈，人苗咱们都，ဘာလို့ပြောပါလဲဗျာကောင်မလေးလာတင်ပေးပြီးစားဦး 这个古马赛了，没弄酒皮我炸你不啦？搞嘛你弄嘛拉给嘛哩？我俺表人人苗，别在什么人苗？人苗来，人苗来，人苗来，这是哪么呀？不要追我呀！哎，不要追我呀的，喏，哎呦，没有人苗茶，喏，没有俺屋也忙出没，忙出人，搞嘛你要了？ကောင်မလေးရောက်လာတော့ 都是没有面了不？ ရေတော့ 在哪了？我讲， တနာရော 在哪都改变不嘛？我 ဟမ်တော်ရလာပါဦးလေ 哦，八的，俺忙出没，喏。哎，来了没？来了没？要的，要我判的，判啥？没得了我要这边抓着光没得你打麻将没得你打的抓着光这边收到水这个五条水，这个，五道水，五条。တကြီးပိုင်ရရ 拜那不瓜，拜那不，水浪子一水了，俺们嘛没说他们不变开比较，这当现在嘛，不带你去追来的，不带你不那么算了没变，还有别在那边把嘞，不要追我呀的，别在那边把嘞，不要追我呀的，哎。ယနေ့မှစပြီးအလိုစိုးသွန်းသောဓမြဘောမောသည်နှင့်ဘောရက်ခတို့ကိုလွယ်လွယ်တကူဖမ်းဆီးပေးခဲ့သောတကြီးဦးရွှေတောင်အားပေတော်ကုန်းရွာမယန်းကုန်းရွာတရက်ကုန်းရွာဝဲကျော်ကုန်းရွာရွာကြီးလေးရွာကိုအုပ်ချုပ်ဖို့တိုက်နယ်တကြီးဖြစ်ခတ်ပြီးမြို့အုပ်မင်းမတကြီးမင်းအားရွှေစလွယ်နှင့်နှလုံးပြူတနတ်အားချင်းမြင်လိုက်သည်ကဲဟဲ့စောင့်ဘာလဲရှောင်းပါလေခင်ဗျနေစမ်းပါမင်းနလိအတန်နေစမ်းဒီမဲ့တကြီးလေရွှေဆလွယ်စုရတဲ့အနေနဲ့ဂုံပြုတ်တဲ့တန်ချက်ဘယ်လိုဟာဗျာခင်ဗျာလေတန်ချက်ကကားနဲ့တိုက်မှာသေသွားမှာပေါ့ဒီကအခုမှစုရတာဗျတန်ချက်ကကားနဲ့ကနင်းကိုတိုက်မှာဘာဗျဒါကြတော့သိတာဟင်ဒလေးစုံဒလေးပဲတန်နေစမ်းပါကွာတန်ချက်တိုင်လို့ဟေးတိုင်တကြီးမောတီခင်ဗျာကြီးဟေးမောတီဘာဖြစ်ထောင်းတယ်လေတကြီးဘာဖြစ် special လေးစုရတကြီးချဲတကြီးဟေးအညဆိုထားဝေးလာရှာတကြီးတတိရာလုံးဒီအဟီဟဲ့နီလုံးတို့တကြီးကိုကြည်စမ်းခံကြော်ကြီးတော်နော်တကြီးကလေရုပ်ချောအဟုတ်ပေါ်ကြီးပါအေးတူတူပြောစမ်းမှာကြားတော့ပါဦးမယ်ဖြင့်ရုပ်ချောအုပ်စပေါ်လို့ပြောစမ်းပါဟဲ့တူကလေခါထဲမှာနီးရလေသူကအုပ်စာမပေါ်ပါဘူးလေရုပ်ပဲပေါ်တာကြည့်ပါလားရုပ်ကပေါ်တော့ဒီစကားပြောတာတောင်မြောက်မြောက်ဖြစ်နေနော်ငါတို့တကြီးကိုစော်ရကားမော်ရကားမပြောတော့ဒါပဲကလမချောက်ကတမျိုးဟာကလမချောက်လေနိုင်ကြတော့ကိုရလင်းနဲ့ချက်တာဘာအောင်မလို့ဟမ်တကြီးဘာတွေမကြည်မနှဖြစ်နေလဲမသိဘူးဘာတကြီးတယ်အေးပေါ့တကြီးဘာတွေမကြည်မနှဖြစ်နေလဲမသိဘူးလို့ပြောတာအဲ့လိုပြောစမ်းမှာငုတ်တုတ်ကြီးထိုင်နေမြင်တဲ့ခင်ဗျာတို့ရလာစုံမလား
ဆုံးပါ တော်ပြီဆုံးတော်ပြောစမ်းပါကွာချားပါတယ်နလေးကစုံဆိုလို့တော့ကြသူ့မိမခေါ်တယ်ထင်းနေဦးမယ်တကြီးက ငါဆုံးတယ်ပဲအားလုံးဆုံးပြီ အေးအားလုံးမင်္ဂလာပါကွာ ဟုတ်ကဲ့တကြီးမင်္ဂလာပါပါခင်ဗျဟဲ့မင်္ဂလာတကြီးခေါ် ဟုတ်ကဲ့တကြီးကျွန်တော်ပါပါခင်ဗျမင်္ဂလာမောင်းတန်ကြားလို့ထမင်းမစားပဲလက်ဆေးပြီးအပြေးလာခဲ့ရပါခင်ဗျ ဟဲ့တို့မင်္ဂလာကြီးဘာဖြစ်လာလဲမသိဘူး အေးကွာမင်္ဂလာနောက်ကျလို့တကြီးဒေါကန်နေရပဲဖြစ်ရ မင်္ဂလာတော့ပြတ်သွားပဲ မင်္ဂလာယူရမယ်မင်္ဂလာယူရမယ် ကျွန်တော်မယူပါဘူးဗျာမိုးချွတ်ပြဖျားစုပါဗျာကျဲပါလေဗျာငါတော့ကိုချိုးနေပြီနေတူတယ် တိတ်ဆန်းဒါမင်္ဂလာယူရမယ်အချိန် မဟုတ်ပါဘူးတကြီးကျွန်တော်ဘယ်အချိန်မှမယူပါဘူးကျွန်တော်တနေ့ကုန်ထမ်းတော့လည်းပါရှိပါတယ်မယုံဆိုရင်ထမ်းတော့ကစိုးလင်ကိုမေးကြည့်ပါ မင်းဘာပြောနေရလဲ ကျွန်တော်မယူလို့ပြောနေတာပါတကြီးရဲ့ မင်္ဂလာယူရမယ်ကိစ္စပါဆို ဖျားစုကျွန်တော်မယူပါဘူးတကြီးရဲ့ ဟဲ့တော့မင်္ဂလာယူရပါမယ်ဆိုနေမှ မယူပါဘူးဆိုနေမှ ယူရမယ်ကွာ တကြီးကမင်္ဂလာကိုယူမယ်ဆိုလားဒီကောင်နလေးပလေးနဲ့ဒုက္ခပါပဲတကြီးရှိကပစ္စည်းကိုမင်္ဂလာကယူတယ်လို့ပြောနေတာကွာ ပြုံးခါဘာပစ္စည်းမှမယူပါဘူးကွာ အဲ့တော့ငါတို့ပဲသိမလဲမင်းကလေ တဲ့ယူမယူတော်တဲ့ကွာအခုတို့ရွာသားတွေဘာဖြစ်ဒီရောက်လာလဲ မောင်းထုလို့ပါ အေးမောင်းဆိုတာဟာကျေးရွာတကြီးတယောက်အနေနဲ့မရှိမဖြစ်တဲ့ပစ္စည်းပဲဒါကြောင့်မလို့ကျေးရွာတိုင်းဟာမောင်းကိုအားကိုးပြီးအသုံးပြုခဲ့ကြတယ်ရှေးမြန်မာမင်းများလက်ထက်ကမောင်းကိုအလေးထားသုံးစွဲခဲ့ကြတယ်ဆိုတာကိုအားလုံးအသိပဲ အားလုံးသိပဲဟဲ့မင်းသိ ဟမ်ဒီဦး ဟဲ့မင်းသိမင်းသိလား ဝေးသေး မင်းတို့ကလည်းကွာငတုံးနေတကြီးကသိရဆိုရင်သိလိုက်ပေါ့နားလည်းဝင်းပါကွာနလေးကပြန်ပြီးပြောရတယ်ရှိသေးတယ်အောင်ရှုပ်နေတာ အဲ့ဒီထွေးမြတ်တဲ့မောင်းနဲ့ပတ်သက်ပြီးတော့ငါအထူးစီစဉ်ထားတာရှိတယ်အောင်စေမောင်းယူရလား ဟုတ်ကဲ့တကြီး ကဲမောင်းတွေကိုမြင်ရလား မြင်ပါတယ် အေးအောင်စေနောက်မှာထားမောင်းတီးလားအားလုံးကြားလား ကြားပါတယ် အဲ့ဒီအကောင်မှတ်ထားအဲ့ဒီမောင်းကြီးကအကြောင်းကြီးမှတီးတာဒီမောင်းခံကြရင်တအိမ်တယောက်အားလုံးထွက်ခဲ့နောက်မောင်းတစ်ခုတီးမောင်းလက်ကိုတီးတယ်အဲ့ဒီမောင်းလက်ကအကြောင်းမြတ်မှတီးတာမှတ်ထားနော်နောက်ဟိုမောင်းလုံးတီးအဲ့ဒီမောင်းကတော့အတန်သေးတယ်ဒါကအကြောင်းသေးမှတီးတဲ့မောင်းအထူးသဖြင့်လိုက်မှာတာဝန်ရှိတဲ့သူတွေကိုရှင်းခေါ်တဲ့မောင်းတန်အသေးအဲ့တော့မောင်းတန်သုံးတန်ကိုအားလုံးမှတ်ထားကြပါရှင်းမလားရှင်းပါပါအေးနောက်တစ်ခုကတော့နိုင်စောလေးလောင်ပေါင်းွယ်အားလုံးသူ့ကိုသိကြသလားသိပါတယ်အေးကျုပ်မောင်းတီးရတဲ့အကြောင်းကိစ္စကိုသိကျင်ကြသလားသိကျင်ပါတယ်အေးမောင်းတီးရတဲ့အကြောင်းကတော့သူ့မှာမင်္ဂလာကိုဝင်ရှိနေလို့ပဲ ဗျာမြတ်စွာဘုရားဟာတကြီးကျွန်တော်တကြီးကတော့ကိုယ်နဲ့ကျွန်တော်မပတ်တော့ပါဗျာကျွန်တော်တကြီးကတော့ဘာမှမလုပ်ပါဗျာကျွန်တော်ဘာမှမလုပ်ဗျာ ဟဲ့မင်္ဂလာအတန်ပြိုင်းနဲ့အောင်းနေတယ်ကွာငါမကိုရင်မင်းနဲ့ဆိုင်လားဆိုင်လည်းမထိတ်တုံးပဲနားလားငါပြောတာကြက်တဲ့မင်္ဂလာကိုပြောတာကွာကဲရွာသားတွေရကျုပ်ဘာကြောင့်မောင်းတီး မင်္ဂလာကိုရှိတော့တီးတယ် မင်္ဂလာရွတ်ထိုင်ပြောနေကွာ ဒီမင်္ဂလာကိုဝင်ကိုဘယ်လိုကိုဝင်လို့ပြောပါမလဲခင်ဗျာ တကြီးကိုဝင်လို့ပြော အလူတော်ဘယ်ရလားတောက်ကိုဝင်ရမှာတော့ မိကိုဝင်ငါကိုဝင်မဟုတ်ဘူးလားငါကိုဝင်မဟုတ်ဘူး မဟုတ်ဘူး ဟာပိတ်တယ်ဘလူကိုဝင်ဟဲ့ရွာသားတွေပြန်ပြန်ကွာတော့ပြန်ပိတ်တယ်ဘလူကိုဝင်လို့ တောက်ကိုဝင်မဟုတ်ဘူးလေကျမကိုဝင်လေ မင်းဝေးတဲ့ကြောင်မလုံးနဲ့ ရှင်လည်းဝဲလေကြောင်မလုံးနဲ့နော် မင်းလုံးတာ ရှင်လောက်တာရှင် မင်းလုံးတာမင်းလုံးတာ ရှင်လောက်တာ မင်းဟာ ရှင်လောက်တာရှင်လောက်တာ ရွာသားတွေပြန်လာတော့ဟဲ့
ခေါ်သားလေးပြန်လာဘာမဟုတ်လို့ပဲနင်းနဲ့ကလည်းအိမ်ပေါ်မှာရှင်းမယ်လာအိမ်ပေါ်မှာရှင်းမယ်ကိုရှိတော့နားလိုက်တာကိုရှိတော့ကိုရှိနာလို့ဘာပဲမပြောဘယ်လိုလဲ တကြီးနဲ့မဆိုင်ဘူးတကြီးနဲ့မဆိုင်ဘူးဘိုက်ကမွေးနေလားမသိရနာလက်တဲ့တော်မလုံးမတော့ခေါ်ပေးပါနာမရအောင်ခေါ်အရင်နာလေမလို့တော်လက်တဲ့ပါနော်မင်းကခေါ်ဟောနလေးလို့ဟောဘာလို့ဒီမင်းတို့အမကဘိုက်နာလို့ဘိုက်စားရမယ်တကြီးရဲ့နွားတော်ကြိုးထားတယ်တဲ့လိုက်ပေါ့ဘိုက်နာသွားတော့ကွာဘယ်လိုသွားမှာတော့တကြီးရဲ့လက်တယ်တော့ခေါ်လက်တယ်တကြီးဖဲလို့မရဘူးလေခက်တော့လာပဲဟေးဟောနလေးခဲရိုက်တဲ့လက်တယ်ပြောရမဟုတ်ခလေးဝဲဖို့လက်တယ်ခေါ်လို့ပြောတာကြားပါတယ်တကြီးရဲ့တူးလို့ဆိုမှာပတ်ဝန်းကျင်နဲ့လန့်ကုန်ပါမယ်ကျွန်တော်တယောက်လည်းမတော်ရဘူးဗျဟောမပြလိုက်တော့ကွာတော်ကွာဟောမင်းလားပြပြမောင်းလို့လားဘယ်မောင်းထူပါလဲတကြီးဒါအကြောင်းမြတ်တာပဲမောင်းလက်ထုကွာမောင်းလက်ထုတကြီးဖြစ်ပါမလားတော့ကြာညာကြီးမင်းဒီကောင်လုံးရောက်လာအောင်မယ်အေးအဲ့ဒါဆိုလည်းမတီးနေဘူးကွာဟာဘာတီးရမှာတော့မသိဘူးမတော်နားနေကွာဒီကောင်မှာပေါ့ဘယ်လိုအမလေးမစမဒီမစရနာလေကိုရရနာလေမစရနာလေငါဘယ်နာမလို့မစအမလေးမမွေးကြပြီလားဟင်မွေးရတော်မလုံးတော့မလာသေးခေါ်ထားတာပဲကဲတော့မြင်လာတကြီးလက်တရောက်ပြီတကြီးရောက်ရင်လွတ်လိုက်လေကွာလွတ်လို့မရဘူးတကြီးထွက်မှသူတို့ဝင်မှာတဲ့ငါထွက်မှသူတို့ဝင်မှာလားဟုတ်တယ်တကြီးအဲ့ဒါဆိုလည်းခဏနေလို့ဒီမှာနားနေတယ်ကွာငါမထွက်နိုင်သေးဘူးကိုရှင်ထွက်လေရှင်ထွက်မှတော်ဝင်ပြီးမွေးပေးလို့ရပါဘောနားလိုက်တာအေးတပည့်လာပြီကန်လာပြီအမလေးတကြီးမဲတော့နားနေလားဟမ်တော့ထိုင်မနေနဲ့အမလေးအိုးဒုက္ခမေဆိုအာတင်ပြီးမွေးပါကွာအာတင်ပြီးမွေးလိုက်ပါနောက်ဒီလိုမဖြစ်စေရဘူးကွာဒီဝိုင်းကမောင်းထုတ်ပြီးရွာထဲလူတွေခေါ်လိုက်နေနော်လူတွေအများကြီးခေါ်ပြီးပါလို့မှာတော့မင်းမမွေးနိုင်ဝိုင်းပြီးနေချခိုင်းရအောင်လေကိုရွှေရှင်ကျမတို့တားနေရလားဟုတ်ပါကွာတမုံလူတွေခေါ်ပြီးမင်းကိုအားပေးခိုင်းမလို့ကွာအဲ့ဒါစေနာနဲ့ပါကွာအပြင်ကလူတွေပါစပ်ပိတ်ထားကြပါအမလီဒီမှာမွေးရတာခက်ရတဲ့ချက်တဲ့သူတို့ကအရေးနဲ့စကနိုင်လှုပ်နေကြတယ်တော့ပြောချင်ဘူးဟေးကောနင်ကမင်းအင်ကူလီမာလာတော့ရလားဗျာအင်ကူလီမာလာတော့ရလားတကြီးပြောတာအင်ကူလီမာလာအတုပ်ဆိုတာအခုမှကြားဘူးလားဘယ်ရမလဲအခုလို့ဆိုရင်လက်ပတ်တော့ပဲရမှာပေါ့တကြဘူးလို့ဘာလို့ကြောက်ပြောနေဘင်းကလည်းကွာအင်ကူလီမာလာတော့ဆိုလက်ဖက်တော့လိုကမျိုးမဟုတ်ဘူးခလီမြန်မွေးအောင်ရွတ်တဲ့ပရိတ်ရွတ်ပေးရတယ်အဲ့ဒါဆိုရင်ဒီလိုလုပ်တယ်ပါကြီးရဲ့ဟိုပရိတ်စာကိုရေချိုးပြီးတော့တိုက်လိုက်ပါလားဘာကြောက်လို့အဲ့လိုမရဘူးဘာကြောက်လို့လဲကွာမင်းမဆုံကိုမရှိတော့ကလေခေါင်းဦးတွေပါလေမှုတ်တော့ပြီးတော့ပြန်ချုပ်ဘူးလားချုပ်တယ်ဒီမှာအဲ့ဒါကြောင့်မလို့ခက်နေတာကိုလွတ်မအောင်မလေးမလုံးနဲ့ကြောက်ဘူးလုံးစမ်းအောင်ကြောက်တယ်မောင်းနေတယ်မွေးတော့ကဲမွေးပြီဘာလေးလဲဗျာမိန်ကလေးသမီးပါလေအားတကြီးလူသားလေးပါလာသေးလားတကြီးဘယ်ပါမလို့တယောက်တည်းဘူးလို့တယောက်တည်းပြောသမီး
သမီးရ တကြီးဒီမှာ呀，ဖြူဘူးဝေးတကြီး去家里玩，准备，别了，马上就来不了，ဟုတ်ကဲ့喏，让对路的我们这边，当没的不会的路，多少里路，喏，大家对住了喂，没错的你讲的路，自己的表你的路表，ဟုတ်ကဲ့တကြီးတို့တကြီး啊，怎么？啊，这是一个怎么耶？怎么哩？好，咱们你来打一个对你啊呗。哎呀，我稳比较巧的呀。怎么哩？那没有那样巧就，两平高。哎呀，你看到那样穿着，那什么高毛？怎么就烂呢？那么饱没啊？咦？那样呢？几天帮我？对对，几天不会比公婆你帮他的路哎，好比。那怎么那么公婆挂，哈。တစ်ဖက်ရောက်လေကောင်းနော်没事，这边有，这边没追吧？မလို့ရှင်းသမီးရှိတော့ဆောင်းနေသမီးရေနေဖေခေါ်နေတယ်ဟေးလာပြီမေးရေဒီကောင်ကလည်းအဲ့ကြောင့်ငါမျက်နှာကြောင့်နေရလားလာသမီးကလာစမ်းပါနေ干嘛？你可累笑的，没多么事体了吧？ယောက်ျားလေးကြောင်နေရပဲမိန်းကလေးမွေးထားလို့မြင်းစီတယ်ကစားဒီရမြင်းမမလုပ်တယ်ပဲသူမြင်းအဲ့ဆင်စီမဆင်းစည်းမယ်ဖိရှင်မဆင်းလောက်တာကမခတ်ပါဘူးဖေးရဲ့အစိုးကိုလက်ခေါင်းမှာတက်လေးဘက်ထောက်ပြီးတော့ဦးလို့အော်လို့ရင်ဆင်းပြသွားတော့ဖေးရဲ့လားဦးဆိုရင်ဆင်းပြသွားဖေးရဲ့လားကဲပြီစီးရစမ်းဒီမြက်လေးခိုင်းတာကိုရှိတောင်ဟာလေရှင်ခလေးကိုကြက်ကြက်လိုလိုက်နော်ရှင်းအောင်ရှင်းသမီးကဆိုးနေတာဆိုးပါဒီကွာဆိုးပါဒီကိုသမီးကိုချစ်လို့လိုလိုက်တာပဲမင်းကလိုက်ပြောနေဟာခလေးကိုချစ်ပြီးမင်းကိုရေးမဆိုင်လို့မင်းကမနာလို့ဖြစ်ဟဟလားမလေးရှင်ရေးမဆိုင်လဲလေမဲဆုံတော့ကနေတတ်တယ်လောကမှာနေတတ်ကျင်းတတ်စရာကြီးပဲရှင်းသမီးပျက်စီးပါဆိုလို့ပြောနေတာဟေးငါမွေးထားတယ်ငါသမီးနော်ပျက်စီးအောင်ပဲတော့မှမလုပ်ဘူးမင်းကခလေးကြီးမဆိုင်ပဲနဲ့ကျွာထဲမှာရှောက်လေလိုက်ဘာပြောတယ်ရှင်းဘာပြောလိုက်တယ်အလေးလူမျိုးအလေးလိုက်တယ်လေးပေါ်လေးနဲ့ဘာလေးလိုက်တာဒီငါ့အမအောင်ပြစမ်းမှာဘယ်လိုပြလိုက်တာတော့ဟိုမောင်းသွားထီပြီမောင်းတာကြားတော့ကိုယူရတဲ့လူလာမယ်ငါဘယ်လိုပြောမလဲဘာလို့မဒုက္ခပါပဲကွာတော်ဒုက္ခပေးတယ်မိမဟာဒုက္ခပဲကျန်းဖန်ပြောအောင်မယ်တမီခဏနေဦးဟာဒုက္ခပဲငါဘယ်လိုပြောရပါလဲဒုက္ခပဲဟာဟုတ်ပြီရွာဥကတောက်ရကန်ကြီးမဆဲတာကြပြီဒီတောက်ရကန်ကြီးကိုအကြောင်းတစ်ခုပြပြီးတော့ဆဲဖို့လုပ်ရမယ်ဟုတ်ပြီဒီကျမတို့ရောက်ပါပြီရောက်ပြီအေးအားလုံးမင်္ဂလာပါကွာမင်္ဂလာပါပါတယ်ကျွန်တော်မင်္ဂလာပါပါတယ်ဟေးမင်္ဂလာပါပြန်ကွာသွားရ对，ပြန်ဟာမင်္ဂလာမရှိတော့ဖြစ်ပြီဟဲ့အေးမရှိလေကောင်းတယ်လေတကားပြောလို့ဒီမင်္ဂလာနဲ့ရှုပ်နေကဲရွာသူရွာသားများမောင်းတန်ကြားလို့လာကြတာထင်တယ်ဟုတ်ကဲ့မောင်းထူရတဲ့အကြောင်းတော့တခြားမဟုတ်ပါဘူးကွာမနေ့ညတုန်းကငါသမီးလေးနဲ့ငါဆင်စည်းတန်းကစားပြီးတော့ညအိတ်တော့အိမ်မက်လာပေးတယ်ကွာအိမ်မက်ထဲမှာတို့ရွာထိပ်ကတောက်ရကန်ကြီးကိုခေါ်ပါတောက်ရကန်ထဲမှာရှေးဟောင်းဖျားတဆူရှိပါတယ်အဲ့ဒါကိုရှာဖွေပြီးပူဇော်ကြပါဆိုပြီးတော့အိမ်မက်ပေးတယ်အဲ့လိုရှာဖွေပြီးပူဇော်မယ်ဆိုရင်တို့ရွာကြီးဟာသာသာရာအေးချမ်းချမ်းစီကားတိုက်မိတ်စွာနဲ့မြို့ကြီးတစ်မြို့လိုဖြစ်လာလိမ့်မယ်လို့အဲ့ဒီလိုအိမ်မက်ပေးတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုသဘောရှိကြသလဲလို့မေးချင်တယ်ကွာဟုတ်ကဲ့
ကြီးမင်းခင်ဗျကျွန်တော်နည်းနည်းအကြံပြုပြစီခင်ဗျဒီရွာထိတ်ကရေကန်ကြီးကဖော်သင့်တာလဲကြားပါပြီရေကန်ကြီးကိုဖော်ရင်းနဲ့ရှီဟောင်းဖျားကိုပါရှာဖွေသင့်ပါတယ်လို့ကျွန်တော်အကြံပြုပြစီခင်ဗျနော်ကြားတာမင်္ဂလာရှိလိုက်တာကွာမင်္ဂလာမရှိဘူးလေပြန်သွားပြီလေ ကျက်သေးမင်္ဂလာကိုပြောတာကွာ ကျက်သေးမင်္ဂလာတော့ရှိမှာပေါ့လူမင်္ဂလာကတော့ပြန်သွားပြီအေးမင်္ဂလာမရှိဘူးဆိုမင်းလိုက်ခေါ်သွားအခုမင်းလိုက်ခေါ်ဟာလီငါရှာရှည်လုံးမိတဲ့မဆက်ဘူးကွာပြန်သွားတာမဟုတ်ဘူးရေတွင်းရေကဖော်တဲ့နေရာမှာဒီကောင်ကကျွမ်းကျင်တယ်မင်္ဂလာရှိမှဖြစ်မှာအဲ့တော့အဲ့ဒီကိစ္စကိုဘယ်နေ့စလုပ်ကြမလဲတပတ်ကဆိုကောင်းမယ်တော့ဒီနေ့လှုပ်ရှိရတယ်တပတ်ကလှုပ်ရှိနေတယ်နော်တော်ကောင်းမှုကုသိုလ်လုပ်တယ်ဆိုတာမြန်လုပ်လေကောင်းလေပဲအဲ့တော့မင်္ဂလာတို့ရောက်လို့လူစုံရင်ဒီနေ့ပဲလုပ်မယ်အကယ်၍အိမ်မက်ထဲကအတိုင်းဖះကိုတွေ့ရှိရင်ငါ့အိမ်မှာပူဇော်မယ်အားလုံးသဘောတူကြလားဟုတ်တယ်တူရင်ဆက်လုပ်ကွာအားလုံးကဲသွားဆက်လုပ်တယ်တော်ပါသေးရဲ့ငါတို့လည်းပါမယ်နင်တို့ပါမယ်ဟုတ်လားနင်တို့ပါလို့ရှိရင်တစ်ဖက်ခုတ်တိုင်းမကစားဘူးတစ်ဖက်လုံးမကစားနမတော့မလုပ်ပြပါဘူးဟာအဲ့ဒါလောက်ဝတ်ထိုးမယ်ဟာလောက်ဝတ်လည်းမထိုးဘူးဟာခုမမြို့ငါတို့ကြောက်တယ်ဟာကြောက်လဲထိုးရမှာငါတကြီးသမီးထိုးရင်သားကြီးရောသားအေးထိုးမယ်နင်ငါ့ကိုထိုးတယ်ကဲဟာသမီးဘာလို့လဲထိုင်ဒီကစားနေဘလို့ထွန်းလာလဲတကြီးသမီးဘုံမောဟုတ်လားသမီးသူကျွန်တော်ထိုးတာဟုတ်လားတော့ရိုက်ခမ်းမယ်တော်ကဲတော်လာကိုမြတ်ပြူဟိုဂုံးပုံကလေအာကြီးရဲ့လက်စီကိုပေးနေညစ်နေလိုက်တာတော့သူ့အဖေတကြီးရောက်လာပြီလို့ပေါ့ဟုတ်လားအေးအတူမြင်တက်တယ်ဆိုတာဒါမျိုးထင်နေဟာဟုတ်မယ်တကြီးကတော့ကလေတကြီးရဲ့လက်စီကိုညှစ်နေချတဲ့တူတယ်နော်မဲထောတကြီးပါလားတကြီးပါလားမလုံးနဲ့နင်ဒီအသက်ရောက်ပြီအတင်းလျှောက်ပြောနေနင်မရှက်ဘူးလားမရှက်ပါဘူးငဲငယ်တွေကအတင်းပြောနေကြပဲဥစ္စာကိုနင်မရှက်ပေမဲ့ငါရှက်တယ်တကြီးနဲ့ကျုံနေရဘာတော်လို့လဲအနေသားကြီးဥစ္စာကိုငါရှက်တယ်ဆိုတာကတာကြီးလေပင်ကိစ္စကိုပြောနေတာနော်နင်တော့လေပင်နဲ့ဒီမှာလေစီမကွဲရောက်တတ်ပါလေအဲ့ဒါလေစီလေလုတ်ပြန်ပြီလေပင်လို့ပြောနော်ငါသမီးခွမ်းမောင်ကတာကြီးလေပင်ကိုညစ်တယ်လို့ပြောရင်အဲ့လိုပြောနောက်တစ်ခါငါသမီးကိုနှိမ့်ချတဲ့အနေနဲ့တာကြီးလေစီကိုညစ်တယ်လို့ပြောလို့ကတော့ထိတ်တုံးနော်ထိတ်တုံးနားလေလားဟုတ်ရှိတာဟိုနတ်ကတော့ကိုပြားကြီးတို့မတ်လုံးတော့လေရွာတော့ချင်းတန်းမှာနတ်ကွဲကမှုဆိုသူတို့ဥဆောင်လုံးမှာတဲ့နောက်ရွာနဲ့တခြားရောက်တဲ့ရွာသားတွေကလည်းပြန်လာပြီးတော့ကိုရွာမှာရိုးရနတ်ကသားလေးလှုပ်ချင်တယ်ဆိုလို့ငါခွင့်ပြုလိုက်တာဟေးခွင့်ပြုလိုက်တာဟယ်လို testing ရပြီမဲတော့ဟဲ့မဲတော့ဘာတော့နင်အထက်စီပြောတဲ့ကိစ္စလေးလော်ကြီးနဲ့အော်နေတဲ့ဟာတွေ့ပြီတဲ့အဲ့သွားမရှိသွားဟာကြားတင်ကြာကြီးဘိုင်းလာပြောနေရတော့အဲ့နက်ကနာပွဲရလေဟိုလော့စပီကအတန်ဆန်းနေရတော့ငါညီမင်္ဂလာဘာကိစ္စနက်ကနာဝဲပေးရတာတော့ရှင့်ညီမင်္ဂလာနက်ကနာပေးဖို့အတန်ဆန်းနေရမဟုတ်ဘူးဟိုကိုပြားကြီးနဲ့အဝေးရောက်နက်ကတော်တွေကနက်ကဖို့အတွက်လှုပ်နေကြတာအင်းဝနက်ကတော်ရောက်နေဟုတ်လားဘယ်တော့ရောက်တာတော့ဘယ်အင်းဝနက်ကတော်မှာတော့ရွာနဲ့တနေ့တစ်ချင်းရောက်နေတယ်အဝေးရောက်နက်ကတော်တွေစိတ်ငါတော့စင်နန်းမှာနက်ကနာပေးဘလို့သိလားဩကြားပါလားဟာတိုးပြောစမ်းပါပြောင်းမလားဘယ်ကောင်းလို့လဲပေါ့ခမရဘယ်ကောင်းလို့ကွန်လေးစီကိုဖိုးတန်သွားပေးမလို့ဟ
မသွားနဲ့ထိတ်တုံးစာမိတယ်မေ ဟာအဲ့ရုံပြောပါနဲ့ကွာ ကျုံလိုက်ခဲ့ မင်းဘယ်သွားမလို့လဲ ရွာထိတ်ကရွာတော်ရှိနဲ့နမ်းမှာနက်ကနာပွဲရှိတယ်လေအဲ့ဒီသွားမယ် ဘာသွားကြည့်မကွာအဲ့ဒါရွာလေကကိုပြားကြီးတို့ကတဲ့နဂနာပွဲငါမသွားကြည့် မဟုတ်ပါဘူးအခုကမဲ့နက်ကနာပွဲကမြို့ကနက်ကတော်တွေကမှာဒီနေ့သူတို့ကမဲ့ပွဲခမရဲ့ဂုံလေးလေအဲ့ဒီနက်ကနာပွဲရောက်ချင်ရောက်နေမှာကြည့်ကြော်တို့ဒါတွေလည်းရချင်ရမှာနော်ဟဲ့ ကိုကုန်းလေးအဲ့ဒီရောက်နေမယ် အေး ဒါဆိုဖြစ်နေတယ်လာသွား ကဲတကယ်ကြီးရေရွာတော်ရှင်ပွဲမလို့ညင်းပြုတ်ရှိကနေစပြီးတော့ကိုဘကြိုကြစို့ ဒါမှပေါ့ကဲကိုကြီးကမင်းမဟေးဒီရွာကဒီရွာကလည်းချောတယ်ဟုတ်ကဲ့ဒီလိုပြရလားဟာဟုတ်ကဲ့လက်ရစေလက်ရစေလက်ရစေ我说呀，အားကြောင့်လိုက်ပါဗျာ။ဘာဖြစ်လို့လဲ။ကျက်လို့လဲဆောင်တယ်အရက်လေးတော့ရတယ်။ကျုပ်တော်မှာကိုကြီးကြော်ဝင်နေလား။ဟုတ်တယ်။မင်းအဲ့ဒီကျက်ကြော်စားကြည့်။ချစ်စီ။တာလာဒီနေ့ကတောက်ချင်ဒီနေ့ကမရဘူး။ဟောတောက်ရခဏလေးဟုတ်တယ်ဟုတ်ကဲ့။ဒီလက်ချောတာ။ထုတ်ကြတာကြားနေပြီ။ကောင်းတယ်ကောင်းတယ်ဟုတ်တယ်။အိုးဒီကမှနေညစီဆိုင်ကြီး။တောက်ရပြီ။ဒီကတက်ကလေးကြည့်ကြတယ်ဒီရွာတော့ပြန်ရင်တော့တို့ရွေးမှမကြည့်ဘူးနေကြမလားဟုတ်ကဲ့ဟုတ်ဘူးကြောက်ဝင်လို့နော်ပြီးလို့ရှိရင်ရက်ဆုံးဟုတ်ကဲ့ဟုတ်ကဲ့ကျက်လို့ကရက်ဆုံးတယ်ဒီကမှဘလုပ်ပြီးမှာပေါ့ဟိုတန်းကလို့ရှိရင်အချိုးရောစစ်တဲ့ကိုဆုံးပြီလားဟုတ်ကဲ့ဟိုမပြတ်နဲ့ဦးနော်ဟုတ်ကဲ့ပွဲပြအောင်လို့ပြီဟုတ်ကဲ့ပါတော့ကတော့လေဟုတ်ကြောမရှိတော့ဘူးအမလေးတော့ရက်ပလင်းတစ်လုံးလေးပါသွားပြီဟဲဒုက္ခပါပဲကောင်းလိုက်တော့ကိုကြီးစိုးရဟိုကောင်းတာလေဒီချက်ကောင်းမွန်တဲ့စကားနဲ့ရှိရင်တော့ချင်းမွန်လိုက်ချင်သေးတယ်ဗျာစားမင်းစားကြတယ်ဆိုလို့ငါဖန်တီးပေးတာနော်ဒါမဲ့ကလောက်စားမှုသူ့သေးဘူးတဲ့မင်းပေါ်မှာငါကျေးဇူးရှိသွားပြီအေးငါလိုအဲ့မင်းငါ့ကိုပြန်ပြီးတော့ကူညီရမလို့ကိုကြီးစိုးရတယ်ကိုကြီးမဟုတ်ဗျာစိတ်ဓာတ်ကတုတ်ကူညီမယ်မနေ့ပြန်လေဒီလိုစားရအောင်လုပ်ပေးဦးနော်စိတ်စားဖန်တီးပေးမယ်စားလား
ကဲလာသမီးလားကိုရှိတောင်ဒီမှာတော့သမီးရလေနက်ကနာဘွဲကိုသွားကြည့်ခြင်းနဲ့တဲ့တော့ဟုတ်တယ်ဖေကြီးရဲ့ဒီနေ့ကလေသမီးတို့ရွာကိုပြားတို့ကပါဖေကြီးရဲ့သမီးကြည့်ခြင်းနော်ဘုသူတဖြစ်တော့သွားကြည့်ရင်ကြည့်ဝင်ကလာလိုက်ပါမလုံးနဲ့တော့ဟုတ်ကဲ့ဒါဆိုနင်ဘောလိုက်သွားမှာလားဟာမလိုက်ချင်ပါဘူးတော့ဟိုသမီးလေးဟိုမိအေးကိုအဖို့ခေါ်သွားလေသမီးရဲ့တယောက်တည်းမသွားရဘူးနော်ဟုတ်ကဲ့မိသားမနော်ဟုတ်သားပြီနော်အေးနေလေဒီကွာပဲဘယ်မှာနေလဲနော်ဒီကတိတ်ရပါမယ်ဟာကြဲပြောလေမကြောက်ဘူးဘာလို့လဲကျော်ရဲ့ကိုကျော်ရဲ့တားပါဟာတားဖောင်းကုန်တယ်အမဖြစ်နေအဖေကျော်ကြီးပါရလို့လေချက်ချော်နေတော့ကွာဟုတ်ကဲ့ညမမပဲလူမတော့ငါတော့လူဆိုတော့သူတို့မင်းရလူကြက်ကြက်ပြောင်းလို့ဆိုအေးလေကြက်ကြောက်ပြောင်းသွားလို့ငါမနေ့ကသွားကြဟိုလေမင်းတို့အိမ်နိုင်မယ်ဆိုတော့တို့ကအိမ်သွားရှင်းနေတာနော်အိမ်သွားရှင်းအားနာလိုက်တာမင်းကြက်ကြောက်ပြောင်းသွားလို့ဒီတော့တို့ကလည်းဆုံးမလို့ကြက်ကြောက်ဟိုအဲ့ဒါအကြောင်းမဟုတ်ပါဘူးဒါနဲ့လူကသူတို့ကဟုတ်ကမယ်လေငါတို့ကလူကလည်းအမှုဒါအားပေးတာဒီလူကဒီတို့ကလည်းတကယ်အားပေးမှာတကယ်အားပေးရမယ်နော်ကိုကြီးတော့ဘူးလေကြက်ကြော်နဲ့ဆောင်းနဲ့ရက်ပဲနဲ့ဆောင်းတိတ်တကယ်ပြောနော်တကယ်အားပေးရမယ်နော်ဟဲ့ကိုကြီးတော့ဘူးပဲဟဲ့ဒါပါလို့လေခေါက်ကားပေါ်ကားလို့လေဘာလို့ကြလဲအဲ့လို ကိုကြီးကျော်ပူတာဟဲ့အမေလေးတော့ဒါကိုကြီးကျော်ပူတာဟုတ်ကိုကြီးကျော်က2ယောက်မပူဘူး1ယောက်ချက်ပူတယ်မှတ်ထားမင်းလားမင်းတို့ညီကိုเนี่ยကိုမင်းမေကမိမပေးသားနေတယ်ဆိုဟုတ်တယ်တကြီးကကျွန်တော်လည်းအဲ့ဒါကိုပဲစိတ်ညစ်နေမင်္ဂလာမင်းစဉ်းစားစမ်းမင်းအမေက तू မရှိတော့တဲ့အခါမှာမင်းတို့အတွက်နောက်ကျောင်းအေးရအောင်မင်းတို့ကိုအိမ်အောင်ပြုစေချင်တာဖြစ်မှာပေါ့ကွာမင်းလည်းစိတ်ကူးမလို့စမ်းပါနဲ့ကွာကျွန်တော်အိမ်အောင်မပြုချင်တာအကြောင်းရှိတယ်တကြီးကဘာအကြောင်းလဲလှုပ်ကြွေးရမှာစိုးလို့ဟာတော့ဟုတ်တယ်ကောင်ပဲမိမယူရင်တော့လှုပ်ကြွေးရမှာပေါ့ကွာမင်းလည်းအသက်30ကျော်နေပြီဘာတစ်ခုမှမမေရမလို့အလုပ်တစ်ခုတော့လုပ်မှာပေါ့ဟုတ်
တကြီးခိုင်းတာကိုလုံနေတာအလုံးမဟုတ်လားတကြီးမဟုတ်ဘူးအဲ့ဒါအလုံးမဟုတ်ဘူးအဲ့ဒါဘာကြီးကအလုံးနောက်ပြီးတော့ပရဟိတအလုံးလို့ခေါ်တယ်အလုံးဆိုတာကမိမိအကျိုးစီးပွားဖြစ်အောင်ငွေရအောင်အလုံးတစ်ခုကိုဇောက်တာပြီးလုပ်တဲ့အလုံးကိုအလုံးလို့ခေါ်တယ်အဲ့ဒါဆိုရင်ဒီနေ့ကနေစပြီးတကြီးအလုံးကိုအလကားမလုပ်တော့ပတ်စံပြီးမှလုပ်မင်းကလည်းပြောင်းလဲတယ်မြန်လာကြီးမြန်ဆိုတွေးမိလိုက်လို့တကြီးอ่ะဘာတွေးမိတာတော့ဒီလိုဗျကျွန်တော်မိမမယူဘဲနဲ့ဖုန်းကြီးဝတ်လိုက်ရင်မကောင်းဘူးလားအမဖုန်းကြီးဝတ်တာမင်းလွယ်ရအောင်မဲနေလို့လားဟာဖုန်းကြီးဆိုတာဝင်းကြီးတော်နဲ့တိတ်ခါတော်နဲ့နေရတာဆွတ်တနတ်စားဖို့တော့ဘလောက်အခက်ခဲရှိတယ်ဆိုတော့သိရလားအောင်မလေးဖုန်းကြီးဝတ်တာမဝတ်တိုင်းငရဲကြီးပဲမသိရလားဗျာအဲ့ဒါဆိုရင်မိမပဲယူတော့မယ်ဗျာဖုန်းကြီးမွေးတော့မိမယူတာမှသူကကိုယ်ချက်ကျွေးမယ်ရှော့ဖို့ပေးမယ်ဈေးအောင်ကျွေးမယ်ဘလောက်အဆင်ပြေလဲစိမ်မယ်ဟိအခါရောပြေရရောငါရဲ့ရွှေစားဟာမင်းတို့လော်စပီကာတဲ့ကြုံဝင်နေတာကွာဒီစရာကလော်စပီကာဘိုက်ဆာလို့မြင်နေတာဟုတ်သားပဲဆက်စရာရှင်းလော်စပီကာကြီးကိုဓမင်းရင်ကျွေးလိုက်အောင်ဟဲ့တူကြီးဖျောက်ဘာမှမပြောနဲ့စွတ်ပြောနေကြတယ်ဒီမှာလိုစက်ကပြက်လို့စိတ်ကြီးရတဲ့ဟယ်လိုတက်တယ်ဟိုမှာတကြီးတော့လာပြီတကြီးတော့ဟုတ်လားစကားပြောတဲ့မခွက်ငါပေးတော့ကွာတကြီးအဲ့ဒီစကားပြောတဲ့မခွက်ကြီးကပြက်နေပြီဟေးဟုတ်လားအဲ့ဒါဆိုထားလိုက်တော့ကွာအဲ့ဒီမခွက်ပြက်နေပါဇက်နဲ့ပဲပြောရမှာပေါ့ဟောဒီကတို့သားလောင်ဖြစ်တဲ့မောင်မင်္ဂလာနဲ့တို့သမီးမဆောင်းအေးတို့ဟာတကြီးသူ့နာမည်ကမမိုးအေးတကြီးဆောင်းကမိုးတဲ့ပုံမအေးဘူးလားမင်းတို့အေးချမ်းဖြစ်စေခြင်းနဲ့သဘောနဲ့ရေဒီယာနဲ့နာမည်ပေးထားတာတိတ်ငါမင်းဆရာမင်းငါမွေးစားသားဆိုလည်းမမဟုတ်ငါလေတိတ်နေတာကျုံမွေးစားသားဆိုရင်လည်းမမားတယ်ဟောဒီကမောင်မင်္ဂလာနဲ့တို့သမီးမမိုးဆောင်အေးတို့ဟာကြီးအဲ့လေတလုံးမငါမမဘူးမင်းတို့လည်းမြတ်တက်လုံးအေးချမ်းမှုအတွက်မိုးနဲ့ဆောင်းနဲ့တွဲပေးလိုက်တာနော်လေနဲ့ဆွပြောင်းလေလက်ထမင်္ဂလာပြုအချိန်ခါကြပြီမို့အခါတော်ပေးနိုင်ရင်းငယ်ရွှေသမမခွက်ပြက်နေတာကြောင့်တကြီးဥရွှေတော်ကျုပ်ကိုယ်တိုင်လက်ထပ်ပေးမယ်အကြောင်းပေးတဲ့လက်ဒီလက်နှစ်ခုဟာခက်ကြီးဘုံးတယ်လက်ပေးဆိုပေးတယ်ငါယုံတတ်တာလေကွာခမဒီကောင်ကိုယူမလားမသိမဟုတ်မှဖြစ်သွားမယ်ခရီးမလေးပေးကြည်ကားလိုက်နေထောင်တယ်ဘယ်ဟိုမှာလဲကြောင်တော့နိုင်နေတာဦးဆက်ဟေးကျွန်တော်မင်္ဂလာဆောင်လို့ရတကြီးကိုမဖိတ်တော့ဘူးဘာဖြစ်လို့လဲကွာဟိုမလေးဇရိုးသမီးလက်ကိုကန်တာကြားရပြန်အေးလေဖြတ်သွားတာထင်တယ်နော်တကယ်ဖြတ်သွားရင်သိကောင်းမှာပဲကွာတကြီးကျွန်တော်တို့လက်ထပ်ပြီးတော့လေဟုတ်တော့မင်္ဂလာဆောင်ရင်ငါမခေါ်ရနဲ့တော့ကွာဘာဖြစ်လို့လဲတကြီးဟာငါလည်းမင်္ဂလာဆောင်ပြည်သိပေါက်သွားတယ်ငါအားကြတယ်ကွာကဲမေးစမ်းဟဲ့အမေတို့ကတော့တဲ့ပဲပြောမှာဟုတ်ဒီလိုပါကျမကိုမင်္ဂလာနဲ့ရပြီတဲ့နာနာဆိုအိမ်မယ်ပေါ့ဟေးမင်္ဂလာဆိုတဲ့ကောင်ကဒီလောက်တောင်ဆိုးသလားဟဲ့သူကမဆိုးပါဘူးတေဝါရဲ့ကျမရင်ယောက်ျားဆိုးနေတာဟမ်ညီမအရင်အိမ်အောင်ရှိတယ်ဟုတ်လားညီရွာလူတွေပြောတော့ညီကအပြိုဆိုးဒီလိုပါရှင်ကျမတို့ရွာမှာကကိုလောင်နဲ့ကျမငေးချမ်းချစ်ချူတွေပါကိုလောင်နဲ့ကျမလက်ထပ်ပြီးတ
တလားကြမှာကိုလိုင်းကပိုးထိပြီးဆုံးရတယ်ကျမကသူ့ကိုရမ်းချစ်တယ်လို့သူကလည်းကျမကိုရမ်းချစ်ပါတယ်ကိုမင်္ဂလာနဲ့ကတော့အလံမရှိတဲ့ယထာတခုံမရှိတဲ့ဖျားမင်းမရှိတဲ့မယားမတင့်တယ်ဘူးဆိုပြီးလူကြီးရေးပေးစားလို့ယူခဲ့ရတာပါအဲ့ဒါတေဝါရဲ့ကျမရင်ယောက်ျားညညဆိုအိမ်မက်ပေးတယ်လို့နဲ့ဂရင်ဘောကလာလာဆွဲချနေလို့ပါမီးကဲမပြောမဖြစ်ပြောရတော့မယ်ဟေးသေသွားတဲ့ညီအရင်ယောက်ျားကမကျွတ်ဘူးဟဲ့အဲ့ဒါညီကိုသူကလိုက်ပြီးနှောက်ရှက်နေတာအဲ့ဒီတော့သူကျွတ်သွားအောင်ငါအိမ်မှာပွဲတစ်ပွဲနဲ့ငွေ9မှတ်ကိုရမယ်ဟဲ့ပြီးတော့ညီတို့အိမ်မှာဆုံးကျွဲပြီးတော့အလှူတန်းလုပ်ပေးသူ့ကိုအမျှတန်းပေးဝေလိုက်အဲ့ဒါဆိုသူကျွတ်သွားလိုက်မယ်ဟဲ့အဲ့ဒါဆိုနှောက်ရှက်တော့စိတ်ချလုံးဝမနှောက်ရှက်စေရဘူးဟဲ့ဟာကိုမြပြောလို့လားအေးမင်းလာကြီးမပြောလို့ရတဲ့ဘာလို့မို့လဲဟိုကြုံမင်းပါဗျာစွန်းကျွေးခြင်းနဲ့ဆိုလို့မွေးငါးစွန်းလေးကျွေးအောင်မပြောရင်သွားခုတ်တာဟာဒါဆိုရင်တော့ဒေါ်လုံးပြောတာဟုတ်နေပြီကွာဒေါ်လုံးဘာပြောလို့လဲဒီလိုကွာဘာဟုတ်လေဒေါ်လုံးလေလိုက်တာနားလိုက်တာမင်္ဂလာရဲ့မင်္ဂလာနေကောင်းနေနော်ဒီသားကြီးကဘာလို့ကိုလဲခေါင်းမလို့ခင်ဗျာရီရီရတာမလုပ်လို့နော်ခင်ဗျာရွာထဲမှာဘာရှောက်ကြတာပြောလားဘာပြောလို့လဲမိုးအေးပြောတာတကယ်မလားအမှန်မလားဟုတ်တယ်တွေ့ကြပြီပေါ့ကွာမိုးအေး你脱开他啊脱开他脱开了你啊你让我们接不手你理由我接的手让我们接的好吗你有俺得的没是不是嘿你脱开他你脱不来俺打他们了ရှင်အဲ့နဲ့တက်လာနဲ့နော်တက်မယ်ဟာတက်မယ်ရှင်တက်လာနဲ့တွေ့လာဒီမှာရောက်ပြီးမို့ရှင်မျက်နှာပတ်ထိုင်တက်တယ်ဟာဘာဖြစ်လဲတက်အဲ့ဒီရှိတက်လာခဲ့你啊你တကြီးလောက်ပါဦးတကြီးရဲ့မင်းဘာဖြစ်လို့လဲမင်္ဂလာလေမင်္ဂလာဘာဖြစ်လဲပြောစမ်းမင်္ဂလာနဲ့မွေးနဲ့ရပြည့်မင်္ဂလာဓာတ်နဲ့ခောက်ထားတာတိုင်းတိုင်းပြပဲရစရာမရှိတော့ဘူးဟုတ်လားငါလိုက်မှဖြစ်မှာပေါ့ကိုရွှေစွယူပြီးမဝင်နဲ့နော်သွားပုံထုံပြီးခုန်နေတာတော့ကြောင့်ကိုကမခုန်နေအောင်မယ်အေးပါငါတကြီးပါတကြီးရွှေတောင်မှာလောက်တော့ငါလည်းရှောက်တာတိတ်တတ်ပါလေကဲသွားသတိထားနော်ကိုရွှေအေးကဲမမီးလားအဲ့ဒါမင်းလားကွာအချစ်ကိုတန်မိုးထားနော်မချစ်လို့တော့တန်းနေမှုလားပဲဟဲ့မင်းလားဒီလည်းဓာတ်ကိုချလိုက်တာဥပဒေကိုရေးဆိုင်မှာကွာငါလည်းဒီကတနတ်လို့ခေါ်တယ်ပြင်းသေးနော်ပြလိုက်စမ်းပါတကြီးရဲ့ပြလိုက်စမ်းပါဆေကတည်ရတယ်ဗျဟဲ့မင်္ဂလာမင်းလည်းဓာတ်ကိုချမလားမချဘူးလားပြောတယ်ဥပဒေမှာဆရာတပည့်ဆိုတာမကြည့်ဘူးနော်ဒီဥပဒေကိုရေးဆိုင်လိုက်စမ်းပါကွာလုံရဲခရင်လိုက်စမ်းပါကွာကျွန်တော်ကဥပဒေကိုရေးဆိုင်မယ်ရှိဖို့ကောင်းလိုက်တာဗျာဟဲ့ကောင်မင်းဓာတ်နဲ့ပိုင်းလိုက်တယ်မဟုတ်ဘူးလားကွာဘာသူပြောလဲကျွန်တော်ပိုင်းရတာဒီမှာလေအစတော့သူ့ကိုပိုင်းလို့ပဲအထဲဝင်လာညိုသီးမှုနဲ့ပတ်သက်ဆိုလို့ငါပြောပြီးကိုပိုင်းလိုက်တကြီးဒီကိစ္စကိုရှင်းပေးကျွန်တော်သူ့ကိုလုံးဝမပေါင်းနဲ့တော့ကြွားမယ်တကြီးဟာအေးမင်းလည်းဒီဓာတ်ချပြီးတော့ဒါငါတော့ခဲ့ဟဲ့ဟိုခလေးမဘလူးလေဘာဟိုဒွေမိုးဆောက်ဟုတ်ပါဘူးမိုးအေးအဲ့နေလည်းညိုသီးမှုချပြီးငါတော့ခဲ့တရားကိုခေါ်စမ်းကွာကျွန်တော်ခေါ်ပြမယ်တကြီးတော့နေမိုးထိုင်ရဟိုမှာဒီလည်းမပြောလို့မသိလူမမသိပေါ်နေတော့သွားနေတော့တော့လာဟိုလည်းမတိုက်ခဲ့တော့လာမင်းကလားမင်းတို့ညားရတာလည်းမကြသေးဘူးကွာပွဲမယ်ကွာမယ်ဆိုတော့မဟုတ်သေးပါဘူးကွာဟုတ်တကြီးကျွန်တော်အချစ်ကိုတန်မိုးမထားတဲ့ဒီမိန်းမကိုကျွန်တော်ဆက်မပေါင်းနဲ့တော့တကြီးကျွန်တော်ကွာလို့တကြီးကွာလို့မဖြစ်လို့ပြောနေတာဗောကွာမိုးအေးရခိုးရမဲ့အားကိုးစရာမရှိလို့မင်းကိုအားကိုးရှိနဲ့လက်ထပ်ခဲ့တာမဟုတ်လားကွာဟုတ်တယ်မင်္ဂလာမိုးအေးဘဝကလေတစ်ခုလက်ကနေနှစ်ခုလက်ဖြစ်သွားလိမ့်မယ်နော်နှစ်ခုလက်မကတော့သုံးခုလက်ပဲဖြစ်ဖြစ်
မင်းတို့လည်းဖြစ်ဗျာဒီလေးမကိုကျွန်တော်ဆက်မပေါင်းနိုင်တော့ဘူးတကြီးကျွန်တော်ကြွားပြီပါတကြီးဟာမင်္ဂလာမိုးအိမ်မှာဘာပြမှမရှိဘူးကွာဒီကိစ္စမလုံးမွေလို့ဖြစ်တဲ့ကိစ္စမလုံးကငါအေးအေးယူမယ်မင်းမိုးအိမ်ကိုပြန်ခေါ်သွားတော့မခေါ်ဘူးဗျာမပေါင်းနိုင်ဘူးဗျာမင်္ဂလာမင်းငါစကားကိုနားထောင်သားမှာမင်းမိုးအိမ်ကိုပြန်ခေါ်သွားတော့ငါသိစိတ်မရှိချင်တော့ဘူးနော်ကျွန်တော်မပေါင်းနေတာတကြီးဟာကဲမင်းတကယ်မိုးအိမ်ကိုမပေါင်းနိုင်ဘူးလားဟုတ်တယ်ကျွန်တော်တကယ်မပေါင်းနိုင်ဘူး呀，来，明白了，来，没弄手机，你要快点，我们要小的。还没完来嘞，这几个说来的。咦，这个面表来也没得。咦，啊表来了，面来的喏，这几把表来也没得多。哎，这几把表来的是吧？俺都送上我。好的，俺都那么样，送那么对了。还搞明个啦？没啊，挂没，没保姆说不着。ဘယ်နဲ့ကြောင့်မင်းမလက်ကိုဆွဲပြီးကောက်ခံငင်ကထားပြရတာတော့အေးကွာဟုတ်သားပဲမင်းကလည်းအပြောင်းလဲရတယ်မြန်လိုက်တာတကြီးကမင်းကိုဘာတွေပြောလိုက်လို့တို့လည်းပြောပါဦးအေးလေကွာတကြီးကမင်းကိုဘာပြောလိုက်တယ်ဆိုတာငါတို့လည်းပြောပြပါဦးကွာတကြီးဘာပြောလိုက်တယ်ဆိုတော့ခင်ဗျားတို့သိသိညာသိချင်တာဗောကွာမင်းကမင်္ဂလာလေကွာဒါတကြီးရဲ့လျှို့ဝှက်ချက်စကားပဲငါတို့အရန်သိချင်တာဗောပြောစမ်းပါသိချင်ကြုတ်ပြောပြမယ်သိချာနာရွာထဲမှာအရွယ်ရောက်ပြီးတဲ့ယောက်ျားလေးတိုင်းအိမ်တော်မရှိဒဏ်ငွေဆောင်ရမယ်ဟာသွားပဲမြတ်စွာဘုရားရွာထဲကအရွယ်ရောက်ပြီးတဲ့ယောက်ျားလေးတိုင်းအိမ်တော်မရှိဒဏ်ငွေဆောင်ရမယ်ဟာဟုတ်တယ်တကြီးကအဲ့ဒီစီမံကိန်းကိုစွဲခြင်းလို့ရွာထဲကမုတ်ဆိုးမဒေါ်မဲဆိုကိုယူခဲ့တာအခုအဲ့ဒီစီမံကိန်းကကျုပ်တို့ပြဿနာနေစပြီးအကောင့်ထဲပေါ်မှာတဲ့ဟေးကိုလေးကိုကြီးစောဘာလာခိုးလာလဲဟာမဟုတ်ပါဘူးကိုလေးရေကိုစောလာခိုးတာမဟုတ်ပါဘူးကိုလေးကိုလေတွေ့ကျင်လုံးတကူတကလာခိုးတွေ့ရပါကိုလေးကိုတကူတကလာတွေ့ရဟုတ်တယ်ဟုတ်လို့လားတကူတကပစ္စည်းလာခိုးတာမဟုတ်လားမဟုတ်ပါဘူးဟိုကိုကြီးစောခိုးတယ်ဆိုတာကလည်းခိုးချင်လို့ခိုးရတာမဟုတ်ပါဘူးဟိုကိုကြီးစောကလေတစောင်းမုံလာပြည့်နေမှာစောရနှက်ခနဲ့ရှင်ပြီးမွေးထားလို့ခိုးရတာပါအဲ့ဆိုမခိုးနဲ့ပေါ့ကိုကြီးစောရဲ့မခိုးရင်ရားတယ်ဟာရားတယ်ဘယ်ရရလဲဟိုကြောတို့လက်တို့ပေါ့ဂုံးလေးရဲ့အဲ့ဒီလိုရားလာပြီဆိုရင်လေသူများပစ္စည်းတစ်ခုခုခိုးရမှာအဲ့လိုမခိုးရရင်လေတညာလုံးရားနေတာပဲဒါဆိုကိုကြီးစောကနန်းတွင်းတခိုးငတ်တက်ပြားလို့ရှယ်တခိုးပေါ့နော်တိတ်ဟုတ်တာပေါ့ဂုံးလေးရဲ့ဂုံးလေးကြည့်နေရာဇဝင်မှာဘသူမှမခိုးဘူးသေးတဲ့ပစ္စည်းမျိုးကိုကိုကြီးစောရအောင်ခိုးပြတကယ်ပြောရလားနကဲအဲ့ဒါဆိုရင်ကိုကြီးစောကရှယ်တခိုးပြမှာတေချာသွားပြီသူပြောပါဂုံးလေးရဲ့တော့ကြပတ်ဝန်းကျင်ကကြားသွားရင်လေကိုကြီးစောဝမ်းရိုက်နေပါဦးမယ်အော်ဒါနဲ့မနေ့ပြန်ဂုံးလေးရဲ့အသက်19နှစ်ပြည့်မွေးနေ့ဆိုဟုတ်တယ်ကိုကြီးစောလာမလားဒါလုံးဖြစ်ဘူးဂုံးလေးရဲ့အဖေကလေကိုကြီးစောဆိုရင်တိတ်မုန်းတာကြည့်လို့ရတာမဟုတ်ဘူးအော်ဂုံးလေးမွေးနေ့မှာချုံဖို့ဟွာလေဂုံးမောင်ဘသူတွေနဲ့စကားပြောနေတာတော့သမီးရဲ့ဟုတ်အလူကမမေမေဂုံးလေးကိုစောတော့ပါမလားကိုရှိတာတော်မောလာလားတော့ပူတော့ကွာမြို့ကလည်းပူတာပဲဟေးတော်ပူလေဟာဟာဒီမှာလည်းပူတယ်တော့အေးနားလည်းတော်ပူတာပဲပစ္စည်းတွေသိပြီလားဟောသိပြီပါပြီတော့သမီးရောဩတော့သမီးရှိတယ်လေတော့အပေါ်မှာခေါ်စမ်းမောင်သမီးရေဂုံးမောင်ပစ္စည်းတွေထားခဲ့လာခဲ့အောင်နိဖေခေါ်နေတယ်ဟဲ့ထားပါပြီခေါင်းမောင်သမီးရှင်ဖေမြို့သွားတာအဲ့ဒီအိမ်လာများလိုက်လားဖေကဘူးပြောလဲငါတကြီးပါရွာထဲမှာအကြတာဆန်ငါသိတယ်တပည့်တွေအကုန်လုံးမှာပြခဲ့တာရွာပြန်ရောက်တဲ့ကုန်းပြောတယ်3ယောက်ထဲပါဖေတကြီးရဲ့ယူတယ်ဘောဆိုမလုပ်နဲ့သူတို့ဘာလာလုပ်တာလဲဟိုမီးကတမီးမိုးနေလုပ်ဖို့ကိစ္စလာမေးတာဒေါ်လုံးက
မီးရဲ့မေမူးလို့ဆိုပြီးလာခေါ်တာဖေကြီးရဲ့ ဟိုစောရလာမင်းစေကောင်ဘာလုပ်တယ် ဟိုသူ့ရကြက်ပြောက်လို့ဆိုပြီးလာတိုင်တာဖေကြီးရဲ့ ဒီကောင်ကသူ့ရင်ကကြက်ပြောက်လို့လာတိုင်တာဟွန်းအိမ်နဲ့ဝင်သွားသေးလား မဝင်ပါဖေကြီးရဲ့ဟိုချမ်းမလေးလှမ်းပြောသွားတာ တော်ခက်တဲ့ဟာဒီကွာငါအိမ်မှာမရှိဘူးဆိုရင်လာကြပြီတယောက်ဧည့်တယ်ကပေတော်ကုန်းတရွာလုံးအုပ်ချုပ်တယ်လောက်စိတ်မညစ်ဘူးဒီသမီးတကောင်ကိုထိန်းရတာတော်စိတ်ညစ်တယ်ငါတဲမပြောလက်ချင်ဘူးဟောဒီလောက်ပြောတာအဟိရီးနေသေးတယ်ငါတဲလုံးလိုက်ရ ဟုတ်ရှိတောင်ကျုပ်သမီးကိုပါဇက်ကပြောစမ်းပါလက်မပါစားပါနဲ့တော့ အေးပါသဘောပြောတာပါတကယ်လည်းဘယ်တော့မှရိုက်ဘူးလို့ကဲတော့ပစ္စည်းတွေကိုမသိချသိလက်ပြန်ကမွေးနေအခါမို့သွားလို့တာသွား မီးတို့စားကြနော် မင်းရလာတယ်ဆိုတော့ တော်တော်လေးကလည်းတားရနော် အမေတူကလေးကိုအေးလှမ်းပါပေါ့ ဟုတ်ကဲ့စားကြနော် သမီးလေးတောက်လာအောင်သမီး ဟုတ်ကဲ့မေ သမီးဟိုနက်ကတော့ကိုပြားရင်းကြောကိုမလုံးတော့ကနေတော့သမီးကြာလေးအမေသမီးလေးလေးပြန်လာပါတယ်ဟိုမင်းလေးနဲ့လက်ထပ်ပေးချင်ပါတယ်ဖြစ်နေဦးမယ်သမီးရဲ့ကြားလား ဟုတ်ကဲ့ပါမေ မမေပြောသလိုငါသူ့လိုနာမသွားပဲနေလို့တော့မဖြစ်ဘူးငါဝတ်ကောင်းစားလာတွေဝတ်ထားတာသူတို့မြင်မှာရွာထဲကိုလိုက်ကြွားပေးမှာ ကောင်းနော်ကောင်းတော်ရင်ကောင်းကြာလေးလုံးတော့ပြရစားကြနော်ကောင်းရဲ့လားကောင်းတယ်ကောင်းတယ်ဒါလေးတော့ဘုန်းလာရဲ့လားအိုးလာတာပေါ့ဟောဒီပေါ်အလေးနဲ့ဆိုတော့လေပိုတော့လှသွားသေးတယ်ဒီပေါ်အလေးကလေဒီလက်ကပြိတငယ်နဲ့ပို့လိုက်တာတော်လေးတော်တယ် ဟာဘလက်ကပဝါဆိုတော့ပိုးလာနေတာပေါ့ဟုတ်တာပေါ့ စားမယ်တချီ ဟောမယ်တို့နောက်ကြတယ်ဟာလာတာဟဲ့မဲဆိုးရေအဲ့ဒီမှာမုန်းပဲကြံသေးလားဟေးဒီမှာမဲတို့ရောက်လာတယ်ပြင်မအောင်ကွာ ကျမအကြံသားဖို့လာတာမဟုတ်ဘူး ငါအကြံမဟုတ်ပါဘူးအိုးထဲမှာကြံတာဟုတ်ပြောတာပါဟိုစားတော့ကြံတာမဟုတ်ပါဘူး ဟုတ်ဘလို့ပဲကြံလေကျမမစားဘူးကျမဥစ္စာပြောင်းလာတိုင်ထားတဲ့ကိစ္စလာတာ ဩဘဝပျောက်တဲ့ကိစ္စလားဘဝတန်ဖို့တော်တော်ကြီးရထင်တယ်အဲ့ဒါငါလည်းစုံစမ်းနေပါလေ အခုတွေ့ပြီ ဟင်ဓမ္မတို့လည်းဘလူခိုးလာတယ်တော့ သူခိုးလာတယ်တော့မသိဘူးမနေ့ကမိုးတွေမှာဘုံဘုံဆုံးတာတွေ့တယ်တဲ့ ဟင်ဒီလိုလားခွန်ဘောဟေးမနေ့ကနေထုံးတဲ့ပေါ်မှာယူပြီးလာရင်လားဟမ်ပေးလာဒီပေါ်ဒါလား ဟုတ်ပါဒါကြောင့်ဘွားတော့ အေးဟုတ်ယူသွားတော့ခွန်ဘော ရှင်းပြီ ဒီပေါ်ကပဲရ ကိုကြီးစောလက်ဆောင်ပေးတာ ဟာကိုကြီးစောလဲငါလုံးလိုက်ရနာတော့မယ် ကိုရွှေရလေ စောရလာမင်းပေးတာဘယ်တော့မှဒီကောင်လာပြီးတော့ပြောစမ်း ဟိုမွေးနေကြဖေးတကြီးမျိုးတက်ပြီးဈေးသွားဝင်တော့ပြီးလား အဲ့တော့ငါမျိုးကပြန်တော့နေကိုငါမေးတော့ဒီကောင်လာတာကြက်ပြောက်လို့လာတိုင်တာပါခြံထဲပါမဝင်ပါဘူးဆိုဟင်စောရလာမင်းဒီကောင်ကိုဒီအမှုကိုခဲကိုတိုင်မယ် ကိုရွှေဒီအမှုကိုခါတိုင်တော့သမီးကတခေါက်လက်ခံဖြစ်မှာပါတော့ အေးအဲ့ဒါလည်းဟုတ်တာပဲခိုးမှန်းသိရနဲ့ခတ်တိုင်လို့မရအောင်ခိုးရတခိုးစောရလာမင်းမင်းတဲ့ငါနဲ့တကွဲကွဲတွေ့မယ်ကွာတွေ့မယ်ဟမ် မေစီကညာစောချစ်ထားရဲ့လေရွှေမြတ်တာကကြည်လာပါတဗျာနော် တခိုးကြီးမို့ပေါင်းရမှာကြောက်လာပါရှင် ချေလုံးလို့ပေါင်းကြရင်မခိုးတော့ပါခမရ ဟင်ယုံရှင်ရဲ့ အေးအဟိယုံစမ်းပါခမရ အိုးလက်တရန်နာက အဟိအချစ်စမ်းနာခမရမခိုးပဲနဲ့ဖះစုချစ်ပါမယ်ငါအိမ်မက်ပါလားအိမ်မက်ထဲမှာတော့ဘုံလေးနဲ့ငါတော်တော်နှိပ်တာပဲ
အပြင်မှာဆိုရင်တိတ်ကောင်းပါကွာဟာရလာပြီရလာပြီစလာပြီထင်တယ်ရလာပြီလာပြီညာမမွေးလို့လားဆိုရလေးလို့တမုတ်ကြဗျာကျွန်တော်ဖြစ်ကခဆန်းဆန်းရန်တန်တန်ကြော်ရီရလို့ခိုးရတာဆိုရလေးလို့တမုတ်ကြဗျာခိုးပြလိုက်မဲ့ခနဲ့နဲ့ရန်တန်ခိုးလိုက်တိုင်းလေဘာမှမပါမိလိုက်တိုင်းလေထိတ်တုံးတဲ့မှာအဖန်စီကောင်းတဲ့တိုးတကြီးအဟီဟီဘာတူလဲကိုကိုဆိုပါညာမင်းဘာလုပ်တာလဲဘာဖြစ်လို့မကောင်းမို့လဲရလဲလူတွေတိမှာဆိုလို့တရေကြောက်တယ်ကြောက်ပါနဲ့ကိုကြီးဆိုပြောစရာရှိလို့ဘာပြောလို့လဲမင်းမြန်ပြောကွန်ဘာတော့ဒီနေ့လက်ွယ်နေနော်ဟုတ်တယ်လက်ွယ်တော့မမောင်ဘူးလားမှောင်တာပေါ့မှောင်တော့မမိုက်ဘူးလားမိုက်တယ်အရာကိုမိုက်တယ်မိတ်တော့မကြိုက်ဘူးလားမကြိုက်ဘူးတရေကြောက်တယ်ကြိုက်တယ်လို့ပြောရတယ်ဂုံးလေးရဲ့ဂုံးမကြိုက်ပြီမဲ့တခိုးလေးကြိုက်တယ်အော်ဟာလားအဲ့ဆိုပြန်ပြောလေမိုက်တော့မကြိုက်ဘူးလားကြိုက်တာပေါ့ကြိုက်ရင်တခါတည်းလိုက်ခဲ့အခုခိုးပြေးမယ်ဘယ်လိုလူမှလည်းမသိဘူးသူနဲ့လည်းစီးပြတော့မဖြစ်သေးပဲနဲ့အော်ဂုံးလေးရဲ့ဂုံးလေးမွေးနေ့အကျိုးတုန်းကကိုကြီးစောပြောပြခဲ့ဘူးပါတယ်ဘယ်သူမှမခိုးဘူးသေးတဲ့အရာကိုကိုကြီးစောခိုးပြပါမယ်လို့တော်ပါသူများဘဝကိုခိုးပြီးလာပြီးတော့များဘာမှလည်းမသိဘူးဂုံးလေးရဲ့အဲ့ဒါဂုံးလေးကိုတိတ်ချစ်လုံးခိုးပေးတာပြောရလိုက်တာသူနဲ့လည်းဘာမှမဖြစ်သေးပဲနဲ့အရင်ကမဖြစ်လေအခုပြလိုက်ဝါခဲ့လားအိုးမလိုက်နိုင်ပါဘူးဂုံးလေးဒီနေ့လာခွင့်နေနော်မရက်စက်ပါနဲ့ကွာကြောရီရာလာပြီအဲ့ဆိုလဲထမိန်နဲ့ထမိန်ခိုးသွားလေပြန်တော့လာပေးအောင်နော်အဲ့ဒီလိုစိတ်ငြိအောင်တော့မလုပ်လိုက်ပါနဲ့ခွန်လေးရဲ့မချစ်မကြိုက်ရသေးမယ်လားခိုးရလိုက်ခွင်းကြောသလိုဖြစ်မှာပေါ့ကိုကြီးစော့ရဲ့ခွန်လေးနော်တကြီးသမီးပြီးကိုကြီးစော့ကိုညှင်းဆဲပါနဲ့ခွန်လေးရဲ့ဖေဖေကကိုကြီးစော့ကိုဘယ်တော့ညှင်းဆဲဘူးလို့လဲမတော်မတရားမပြောနဲ့နော်မယူခင်ကွာပြက်လိုက်မှသိလားဟဲ့သမီးဂုံးမောင်ထမင်းရောက်တာကြားလာ ਈ လားကွယ်ပေါင်ကြီးမိတ်တဲ့မီးမထွန်းပါမထွန်းနဲ့ဒီလောက်လက်မိုက်နေတဲ့ဟာကိုကွယ်ဟုတ်မိုက်တော့ကြိုက်တာပေါ့ကိုစောထမင်းရုပ်ပြီးပြန်တော့နော်အေးပါပြန်လဲလာပြီးအောင်နော်အေးပါအေးပါကိုလေးနောက်ဆုံးတော့စိုးရဘဝထမိန်နဲ့ပဲကြံခဲ့ရတော့တာပါလားလွမ်းလိုက်တာဂုံးလေးရဲ့ကိုကြီးစောလီဟောဒီထမိန်ကိုကြည့်ပြီးလွမ်းရတာအာပါမပြေဘူးကွာလူကိုယ်တိုင်တွေ့ပြီးလွမ်းလိုက်ချင်တာကိုကြီးစောဆိုင်တာကွာမင်းကလေလေးပတ်ကြီးကုန်ပြီဘာတွေပြောနေလွမ်းနေတာဂုံးလေးကိုလွမ်းနေတာကိုကြီးစောလွမ်းတာလေဗျာကြပြာမဆန်လိုက်တာကျွန်တော်ဆိုလေမိုးလေးကိုကျွန်တော်ရှင်ကိုလေးမှာခေါင်းလေးကိုဝှက်ပြီးဘလောက်ချစ်တယ်ဘလို့ချစ်တယ်တော်မင်္ဂလာရာမင်းစကားတွေကငါ့ကိုရည်တယ်လို့ဖြစ်နေပြီအလကားစားတာပါကိုကြီးစောဟာကိုကြီးစောဂုံးလေးကိုချစ်မှန်းသိလို့ပြောတာပါကိုကြီးစောကထမင်းလုံးဒီလောက်ကြည့်ပြီးလွမ်းနေချစ်နေတယ်ဆိုရင်ဂုံးလေးဆိုရင်ဘယ်လောက်ချစ်မယ်ဆိုတာပြောစရာမလိုဘူးပေါ့နော်ဒါပေါ့မင်္ဂလာရာအော်ဒါနဲ့မင်းမိုးအေးကိုယူတော့ကဘယ်လိုရည်စားစကားတွေပြောပြီးယူလဲဆိုတာမဟုတ်တင်ပေးစမ်းပါကွာအဲ့ဒီအကြောင်းကိုပြောရရင်အရှိကြီးပြကိုကြီးစောရလှုပ်စားအမေရှာပေးရမင်းပြောတော့အရှိကြီးဆိုဘောဟုတ်သားပဲငါမေ့နေလို့မင်းမိရှာပေးတာဟုတ်ဒီမဲ့ငါဂုံးလေးကိုငါဘယ်လိုယူရမယ်ဆိုတာအကြံကောင်းလေးပါလေးပေးစမ်းပါဦးကွာမင်းကမင်္ဂလာဆိုတော့မင်္ဂလာရှိတဲ့အကြံလေးပေါ့ဟုတ်ပြီဒီလိုလို့ဟေးဆိုရရဝတ်ဆိုရရရှိရခွေရမကြီးအောင်ရှိထွေးရပြောနေတာမကြောက်လားဆိုရတယ်ကွာဒီမဲ့ခွေရမကြီးအောင်ရှိထွေးရရှင်ရအောင်ရှိထွေးရမှာ
话说呀，啊，那么不是阴啊，这没有，没有。没阴啊，俺那心情了。没心吧？没心说话。没心。这心路了，这话儿，少爷的话，这样一些话，满地老ထွက်开家，到他个前一边，俺那没少爷，他的心ထွက်开家。哦，还有没个啦？没个啦，西人肉没听的了，没个啦没西的高，没个啦高，没个啦高女娃。嘿，我说呀，他们母一高母咯，不对的，他们叫我谁不好的？好，过不来，我找到我别。那我说，就他，我表妹能嘛，第个人扣着了。他们老路要说那看不好，哪来了？可以了吧？他们别搞了，把的，打倒了，好了，别了，别搞了，没事你去考虑着。看别叫，考虑着嘛，考虑什么干的透明呢？多少的人家进来，看别到逮到了，考虑着嘛，看别了，哎呀，考虑着嘛，老没的，多下去你多了，哎，没有背呢。本人我没那么羡慕，我也自己的心没，俺那没少呀，到了吃了，不要自己，俺都没有那自己，全是乱要的自己也没让我进进落落，全是毛病，还要说呀，没我变没爱谁的没么啦。太东看看了，对不对？这几样了呀，陈中为陈超那位，就是陈中嘛叫了地上小了个呀，陈中也到个后头面俺都这个面看了喂，这今天龙啊树都路不啊？没看看，俺这天嘛什么？在南方没？这几样了呀，我这听说了，一直就没说，陈中的到后头面住这个面看啥喂，自己的那个单机在这边啊。对啊，哎呦，听说看过，这个，看到，楼来吧，陈学习楼来吧，楼来里，看到没有？教我多。哦。他明天没收，年前嘛别拿给。哦。地方卫生啊，他妈信用嘛。哦。好。也不用那么差的哦。大姐。买没了？大姐又带一下去了。把带嘛，带。这个说了干啥？这个嘛，他又开了没？没没。这个知道一些嘛，没人养过来的，知道他姐过来的去。他姐，这个是他嘛吧？他知道了他妈的去。啊，没那天他呢，没有别口袋不属于他姐过来的去啊。他属于那他概念路，他姐路，那从推头看不偏那边。别，俺说的几个，他姐呢属于单家骨头，偏有对比吧？咱们先说过了，某的他们的去，别了知道别了的，把别了的打了，没好的去，都到班说那别话了。啊，那个没掉开别了，我这南龙别了吧？说滚蛋晓得吧？嘛，后面那几把吧的，俺来对吧的。没好的去。对呀，我嘛，这个调查比干说话看来了，这个先说话看来了。把说话路，这个一些嘛，加一遍，现在的某路，某边那个手里了呗。这个比如俺那个哪讲的，这边也没系列讲的，但是，俺睇到都看不起。都俺睇到看不起，结果俺来对第一，睇到我们睇来的路来对第一，没对第一，东西给接了不啦？嘿，接了吧？好听吗？怎么样？上年把这个嘛，简单的路线，原来嘛老表嘞，太多东西看下来了。好个子，大姐，还有，这个贵州各地都最近的呀。你也把它包来过，太多来看呢，过来最近的把它包来。哦，没好嘞，大姐，မြန်မာလူမျိုးတွေဆိုတာစာနာစိတ်ကိုချင်းစာတရားရှိပါတယ်ကြီးရဲ့ကိုကြောင့်ထိတ်တုံးတရက်ပူပြီးခက်ခါနေဆိုစိတ်မကောင်းဖြစ်တယ်ပါနော်ဒီနော်တွေ့ကွာတော့တွေ့ဟုတ်ကဲ့ကြီးကိုကြီးစောနောက်ကဒီလိုမမူးအောင်ဒီလိုမရှိအောင်ကျွန်တော်တိုက်ခဲ့တာပါညာကျွန်တော်စိတ်မကောင်းပါဘူးကိုကြီးစောနော်ကိုကြီးစောမရှိပါဘူးငါပြည့်တယ်မင်းမဆန်ပါဘူး
3ရက်ထဲပါကိုကြီးစောရေနော်ဘာမှစိတ်ကောင်းမလို့ကိုလေးစားလိုက်ကိုကြီးစောတော့ပြန်ကြမှာရအောင်ကြိုးစားလို့အေးပါငါသိတာဒီမင်းရလေကိုရွှေကိစ္စပြီးရနဲ့ချက်ချင်းပြန်လာခဲ့နော်အေးပါကွာစိတ်ချပါနေဆိုရှင်သမီးလေးရောအခန်းထဲမှာရှိပါတယ်တော့သမီးရေလာပါပြီဖေကြီးရဲ့သမီးလေးဒီလိုတေချာနားထောင်စမ်းဟေးမြို့မှာမြို့အုံမင်းကတော့ဆုံးလို့နာရီကိစ္စသွားမှာမသွားမဖြစ်တော့သွားတယ်ပြီးမသွားချင်နာရီကိစ္စဆိုတော့ကညအိပ်ရင်အိပ်ရလိမ့်မယ်ကြားလားလေးမမနေတော့ရောင်လို့အောက်တော့မဆင်းနဲ့ဟုတ်လားဟုတ်ကဲ့ပါဖေကြီးရဲ့သမင်းပို့ရရှိရဆိုဘာလို့ဆိုပုံနေပို့လိမ့်မယ်နော်မြင်ပြုလို့ဘာလို့ပို့လိမ့်နော်မင်းမြတ်ဆိုရှင်သမီးလေးဝင်ဆိုင်နော်စိတ်ချပါကိုရွှေအေးကဲသမီးဒီလေးမမနေနော်ဟုတ်ကဲ့ပါဖေကြီးတမီးအင်အားကိုစင်းပါအေးကိုမင်္ဂလာအိတ်ချင်နေမှာဆိုလို့ခေါင်းလေးကအကျန်းအိတ်လာဖြစ်ပြီလားကောင်းတာပေါ့မအိတ်ချင်နေပါဘူးခေါင်းပေါ်ဟာစိတ်ချပါတောက်ကြနော်အိတ်လည်းမနေကြနဲ့ဟာစိတ်ချနော်တကြီးရဲ့စကားကိုမြေဝဲမကြနားထောင်တဲ့တကြီးတပည့်ကဲတော်အိမ်မတက်ကိုလေးဟာကိုကောင်းနေအိမ်ပြောကုန်ပြီဟုတ်တယ်ကိုစောရဲ့သူတို့တောင်းမဲ့အကျန်းရပါလေကိုလေးအိတ်စီထက်တယ်လေလားဟာကိုလေးကတိတ်တော့တာပဲကွာအဲ့ဒါကြောင့်ချစ်တာဟာကိုစောလေကိုစောဘာဖြစ်လို့အဲ့လိုဖြောင်းတော့ရလဲကိုလေးကိုချစ်လို့ကိုလေးကိုကိုကြီးစောပြောဥပါတယ်ဘယ်သူမှမခိုးဘူးသေးတဲ့အရာကိုကိုကြီးစောခိုးပြပါမယ်လို့ကိုစောဘာကိုခိုးမှလဲကိုလေးကိုထန်းခေါ်မှလိုက်မှာနော်အမလေးဗျာထန်းခေါ်ယူလို့မကောက်ဘူးနွားလေးနဲ့ခိုးကစီစဉ်ပြီးတာတိတ်တက်နိုင်တာပဲကျန်းတော်ကောင်းဟာကိုကြီးစောအကြံမဟုတ်ဘူးဟိုမင်္ဂလာရဲ့အကြံကဲဘာနောက်မှစကားပြောတော့ရှိပြီပါစမ်းမင်းလောက်ပါကောင်းလေးရငါတို့ရွှေတောင်လာရင်တော့ဘယ်လိုရှင်းပြမှန်းကိုမသိပြဿနာတော့အကြီးကြီးတက်တော်မှာပဲကွယ်ကျမလည်းစိတ်ညစ်ပါတယ်ဦးလေးစိတ်ညစ်ပါတယ်ဟာတကြီးလာပြီအောင်မလေးတကြီးရဲ့ဘာလို့ရွှေတောင်ရဲ့တော့နေပြီကိုရွှေမဟုတ်သေးပါဘူးငါနာရေးတော့ငါတင်တယ်မဟုတ်ဘူးဘာလို့လောက်ငုံနေကြတာတော့ဘာလို့ငုံကြတာတော့ပြောစမ်းမအောင်ဟာဟုတ်ပါနဲ့ဟဲ့စောရမယ်မရောက်သွားတယ်ကိုရွှေဟမ်ဘာစားလဲဖေးတကြီးဖေးသမီးခွမ်းပုံကိုတာရှိခိုးသွားပါပြီဒါဟာတာရဲ့ဘဝမှာအကြီးမားဆုံးတဲ့နောက်ဆိုးခိုးယူခြင်းပါပဲနောက်ထပ်မခိုးတော့ပါဘူးမတော်ခြင်းလဲတော်လိုက်ရပြီဖြစ်တဲ့တာကိုခွင့်လွတ်ပါတာစောရလာမင်းဒီကောင်ငါသမီးကိုခိုးတော့နေတော့မကြောက်လို့ဖြစ်တာနေတော့မကြောက်လို့ဖြစ်တာကျမလည်းအခုလိုဖြစ်မယ်လို့ပဲထင်မှမလဲအခုကိုရွှေရဲ့အခုထင်းအောင်လုပ်သွားပြီမို့လားဟမ်မင်းငေါနေဝတ်တက်နိုင်တာမလားဘာတက်နိုင်လဲမင်းတို့လည်းတော့မကြောက်ခွေးသမီး
对，玩意儿，西凉包子鸡我了吧？没有这样嘛都不叫，对吧？俺这个可以，对家对了我拉面，来，好个鸡，多里面多里。兄弟，没说俺第二块，我都弄来的，我才那个边。好个鸡。啊，兄弟，第二你去里。好个鸡。ကျွန်တော်တို့ကတောင်းအောင်ဆိုတော့တယောက်နေပဲဆိုဘယ်သူနေရာမှမသိလို့မင်းနေခဲ့ဟုတ်ကဲ့ကြီးဟာဟေးကောင်ဖေးလေးမင်းဟုတ်တကြီးပဲတယောက်နေခဲ့ဆိုဟာကွာနေတယောက်လိုက်ခဲ့တယောက်နေခဲ့ငါစကားပြောတာသမီးဆောင်နေလို့လောသွားလို့မင်းတယောက်ဒီငါနဲ့နေပြီးလိုက်ခဲ့ဒီတယောက်ပြန်ဟုတ်မလုံးရှင်တချီဟာတချီလေတော်စက်စုတဲ့မိန်းမကြောက်တယ်လည်းမပြောတာမပြောလို့မတွေ့တော့လားဟမ်တကြီးနှလုံးကြီးကိုအောက်ချထားလိုက်ပါတကြီးရဲ့နှလုံးပြူဘာနှလုံးကြီးလဲဟုတ်ကဲ့ဟိုတကြီးကိုကြောက်ပြီးတော့စကားပြောမှားသွားလို့ပါအေးဟဲ့ကြောက်ပြီပြောတာမှန်ပြောတာဒီကတော့မသိဘူးမှန်ပါတကြီးရဲ့ဟိုနက်ကတော့ကိုပြားတို့အိမ်မှာရောက်နေတယ်ဆိုတာလေကျမတကယ်မသိပါဘူးတကြီးရဲ့အေးမသိနေလို့လေဟမ်ငါလုံးလိုက်ရဟမ်ဆောရမင်းဘယ်ပြေးမလဲဆောရတကြီးဘယ်ပြေးမလဲမိချူသေးလေနေစမ်းမကွာမင်းဟဲ့ဆောရထွက်ခဲ့စမ်းငါလက်ညိုးလေးကွေးလိုက်ရင်ငါကြည်တယ်ကမင်းအတဲ့နှလုံးကဘယ်လိုဖောက်သွားမယ်ဆိုတာမသိရလားဟုတ်ကဲ့အဲ့ဒီလိုလက်ညိုးလေးကွေးတတ်ဖို့ကိုတရက်လေ့ကျင့်ထားတာဟာဘယ်တရက်ကမှလည်းခဏကြိုက်တာဆယ်ရက်ကျင်ထားတာဟဲ့ဆယ်ရက်ကျင်ထားတာကွာထွက်မလို့ပြောတာတကြီးတယောက်မှထွက်မလာဘူးထောက်တကြီးကိုအထင်စမောတာဆိုရကွာငါဒေါသတွေထွက်ရောက်နေပြီနော်ပြောလားဟေးထွက်လိုက်ပါနဲ့နင်ထွက်လို့ရှိရင်သူကလည်းထွက်မှာဗောသူကိုလေးကိုစောထွက်လိုက်မယ်ဘာနဲ့ပြောလိုက်စမ်းပါတကြီးရတယ်သူနှလုံးသွင်းနေကိုတဲတယ်မှောင်ပြစ်မှာတဲ့လားဟုတ်ပါရဲ့ကိုစောရဲ့ကိုစောမထွက်နဲ့တော့ခုံးလေးပဲထွက်ပြစီနော်ကိုလေးမထွက်နဲ့ကိုစောထွက်မယ်ကိုမထွက်ပြစီကိုစောထွက်ပါနဲ့ကိုစောရဲ့နော်အေးကိုမထွက်ကိုစောပဲထွက်နေတော့ထွက်ငါတော့တဲတယ်ကိုပြစ်မှာပဲနားရလားဒီမှာကိုလေးအချက်အတွက်ဆိုရင်လေအသက်ပင်တေးသေးဆိုတဲ့ဆောင်းမုတ်တိုင်းကိုစောထွက်ပဲတကယ်လို့များလေကိုစောတည်သွားခဲ့လို့ရှိရင်ကိုလေးနောက်အိတ်တော့ပြုတ်နိုင်ပါလေကိုဟိုပထမဆုံးမွေးတဲ့ကလေးကိုလေကိုစောနာမည်ပါအောင်မဲ့ပေးပါနော်တော့ကိုလေးအမစီတိကနေတော့ထီကြီးနဲ့ကွာအဲ့ထွက်မလာလို့တော့ငါပြစ်ချလိုက်ပါပဲထီကျင်တာစီဘလို့ကြီးပဲတိလို့စားအောင်လို့မယ်နော်ထွက်မလားဟမ်ထွက်ခဲ့တိလို့အောင်မယ်နော်တိတော့အော်ပြီးသွားပြီနေအော်ပြီးတော့ရောက်မှာမထွက်သေးဘူးလားဆွဲလို့ပြောတယ်နေပြီးတော့ရတော့မှာနော်သုံးဆိုရင်ငါပြစ်မှာဗျရတော့မှာထွက်သေးဘူးလားထွက်လေသုံးဆိုရင်တော့ပြစ်ပြအောင်ပြရတော့မှာနော်သုံးလို့ငါအော်တော့မယ်သုံးဆိုပြစ်လိုက်ပါဖေးတကြီးဟာပြစ်လိုက်စမ်းပါဖေးတကြီးပြစ်မယ်ဆိုရင်လေတားစောရဆဲကားပြန်တည်ရပါလေအဖေမေမရှိတဲ့နောက်ပိုင်းမှာရောက်ခမကိုအဖေခေါ်မယ်ဆိုတဲ့ရည်ချက်တွေတဲတဲ့ရည်တုံးလို့ဖြစ်သွားပါပြီအဖေတကြီးပြစ်မယ်ဆိုရင်တားကိုပြစ်လိုက်စမ်းပါဖေးတကြီးပြစ်လိုက်စမ်းပါချစ်ချင်းကိုမခွဲပါနဲ့ဖေးတကြီးချစ်ချင်းကိုမခွဲပါနဲ့ဟောဒုက္ခပေးတဲ့သမီးမင်္ဂလာရာ
တကြီး မင်းငိုးနေတာလားဟင် ဟုတ်ပါရဲ့တကြီး မင်းဘာဖြစ်လို့ငိုရလဲဟင်တော့တနာလို့ပါတကြီးရဲ့ သူ့ကိုတနာဟင်သူ့ကိုတနာလို့တနာမသိပါဘူးတကြီးတကြီးတို့ပြစ်ကိုကြည့်ပြီးတော့ဟန်နေနေပြီးတော့ပါတကြီးအေးတို့ဖြစ်ကဝင်သေးစကားပဲအဲ့ဒီခလေးမဘယ်လိုလဲမသိလားသိပါရဲ့တကြီးဘယ်လိုလဲဂုံးပုံလေးတကြီးရဲ့အဲ့ဒီဂုံးပုံဆိုတာငါသမီးကွာကျွန်တော်သိပါတယ်တကြီးရဲ့အေးဟုတ်တယ်မင်းသိပြီးသားနော်အဲ့ဒီကလေးမငါပြည့်နေတာလားဒီတနာကြီးပဲပြည့်နေတာလားတကြီးမပြည့်တယ်မဟုတ်ဗျာအေးမင်းတော်တယ်မင်းငါ့ကိုအပြင်မှာရအောင်မင်းပြောနိုင်တယ်ငါနှလုံးသားကိုမင်းအပြင်မှာရသေးတယ်တပည့်ကောင်းပဲဟုတ်တယ်မပြည့်ဘူးဒီတနာငါမပြည့်ဘူးကွာမပြည့်ဘူးမသိကိုသောချပါဦးကိုပိုင်နာနေပြီကိုပိုင်နာနေပြီကိုလေးပိုင်နာနေပြီဟာကိုစောဘာလုပ်ပေးရမလဲကိုစောဘာလုပ်ပေးရမလဲဟာတီးပြီကိုလေးဒီမှာနေအောင်နော်ဖေးတချို့တွားပြီးတော့ပြောလိုက်အောင်နော်ခဏနော်ယောဖေးတကြီးကျွန်တော်ဆောရပါဟေးဘာလို့ဆိုဖေးတကြီးသမီးလေးဂုံးလေးဘိုင်းနာနေလို့မလို့သမီးဘိုင်းရလို့လေခါကြောက်ဒီဘိုင်းနာဟာဘိုင်းနာနေတယ်ဒါဆိုမဲ့ဒီတဲ့တော့ဘယ်ဖြစ်မလဲမြေပြူးတော့ကိုလက်တက်ခေါ်ခိုင်းမှာပေါ့ဟဲ့လားယောဟေးမြေပြူးပြောမင်းကခါလေးပြောဒီကမြေပြူးသမီးဘိုင်းနာနေတယ်မလုံးတော့မထော်တော့ခေါ်တယ်ကျွန်တော်မရဘူးဒီမင်းကဘာကွာမြန်သွားအချိန်သွားစပါကွာသွားစပါကိုလေးတိတ်နာနေလားဟင်နာတော့ဘူးဆိုရင်ခဏလေးပါကိုလေးရဲ့ဟိုမှာလက်တဲ့တော်လို့ခောက်ခိုင်းလိုက်ပါပြီခဏလေးပါမလာသေးဘူးလားကြာလိုက်တာဒီတော့ကောပဲတော့လာမယ်ဟဲ့ပါဒီမှာလက်တွေရောက်နေပြီမလုံးတော့မထော်ရောက်နေပြီဟာရောက်နိုင်လေလွတ်လိုက်ပြီဗျာကျွန်တော်ဒီမှာစောင့်နေတယ်လွတ်လို့မရဘူးမင်းထွက်မှာတဲ့အဲ့ဒါဆိုရင်လေအဲ့မှာစောင့်နေကြဗျာကျွန်တော်ထွက်လို့မဖြစ်ဘူးခက်တယ်ကိုသောထွက်လိုက်လေဒီမှာနားလာပြီကိုလေးဖြစ်ပါမလားယင်ဖြစ်တယ်ကိုသောတော့မှဖြစ်မှာတော့ပါကိုသောဒါပေမဲ့ကိုရှော့သွားလိုက်မယ်နော်ခဏဒါမှမင်းမလို့ပြောင်းတော်နားနေပြီလားကိုလေးအရန်နာအေးဝေးတော့မပိုးတော့ပြီးမိုးတော့အတင်နာညစ်လိုက်အေးဟုတ်ပြီဆက်စောဗျာမင်းအခုလေးမှလာတော့ရလားဘာလို့ဖို့လဲဖေးတကြီးရဲ့အရေးတဲ့အတုတ်ကစားခြင်းများနေသေးတယ်ဘယ်အတုတ်သားကြီးရမှာလဲမိမဖွားနိုင်ရွတ်တဲ့အခုလေးမှလာတော့ပိတ်ကိုပြောတာဟောအခုလေးမှလာတော့ဟိုထိတ်တစားအလက်တစားနောက်ဆုံးတစားပဲရတယ်ဒါပေမဲ့ရွတ်မနေနဲ့ကွာနင်ခက်နေကွာဘာမှလေးလည်းမတောင်းညတာအဆိုင်ပြင်းလိုက်ဟိုခွန်းလေးအဖေတကြီးကိုမောင်းထုတ်ပြီးတော့ရွာထဲကလူတွေကိုခေါ်ခိုင်းလိုက်ရမလားဟိုဂွန်းလေးကိုဝိုင်းပြီးတော့နင်းချရအောင်လို့ပါရှင်ကျွန်တော်တရားတက်နေရလားမဟုတ်ပါဘူးဂွန်းလေးရဲ့လူအင်အား3သိန်းရင်300အောင်လို့ပါအပြည့်မစတဲ့တိတ်ထားကြပါမဝဲခွာခဲ့ရတယ်ကြားတယ်တော့ကမျိုး
သမီးလေးသမီးမမွေးသေးဘူးလားမတော်သမီးမမွေးသေးဘူးလားမမွေးသေးဘူးမဲဆောင်ရဲ့မမွေးသေးဘူးသမီးလေးကုန်းမောသမီးသမီးကိုဝင်ရှိတော့ကလေခေါင်းနေပါလေမှုတ်တုပ်ပြီးများပြေးဖူးလားသမီးလေးရဲ့ပြေးဖူးရမယ်ဟမ်ဒီကောင်နော်ပြောက်သွားပြတာညက်မှာတော့ပေါ့အေးဟုတ်ပြီအေးဟဲ့တော့ဝေးပြီပါနေလေဗျာမိမလေးဟဲ့မိမလေးမိန်းကလေးတွေအဖေတကြီးအေးဒီမကြည့်ပါဦးရှင်မျိုး你记得了啦？我记得吧，你记得。啊，没哩，怎么哩？拉来出来他。好呀，几声毛，拉一个来听听他你啦。哎别呀，哎，别的是，怎么哩有那么贵着呢？哎别哩，怎么哩有？哎，拉听。ကောင်းလေးပါဘူးလေကောင်းလေးပါဘူးဟိုလာကြီးကလည်းအရန်သားနေတော့သမီးလေးနာမည်ကလာတာကောင်းဘာလည်းမကောင်းဘူးပါဘူးအိုဒီဆိုရင်တော့လာဝါမဟုတ်သေးဘူးကွာမကောင်းသေးပါဘူးဟိုဘယ်လိုပြီးမှမလဲလာနင်းနာမည်လာမင်းမင်းနာမည်လည်းပါအောင်ကျွန်တော်မိမနာမည်လည်းပါအောင်ဘယ်လိုလဲမင်းလာမင်းကွာမကောင်းဘူးလာမင်းလားမကောင်းလာမင်းပုံဟာကောင်းတယ်လာမင်းပုံလို့ကျွန်တော်ပေးလိုက်မယ်လာမင်းပုံလို့ပေးလိုက်မယ်လာမင်းပုံမကောင်းဘူးငါနာမည်လေးလည်းထည့်အောင်ပါဗောခွားရင်နာမည်ပါတော့ပိုကောင်းတာဗောဘယ်ထည့်မှာတော့ဟုတ်လာမင်းပုံဆုံးဗောနော်ငါနာမည်လေးထည့်ရမယ်လေငါလည်းတကြီးပဲဟာငါနာမည်ထည့်ရမယ်ဖေးတကြီးကဘယ်လိုထည့်မှာလဲငါကတကြီးဆိုတော့မြီးကိုအချစ်ပို့တယ်ကွာအဲ့တော့ငါနာမည်နှလုံးထည့်မယ်ကွာဘယ်လိုထည့်မှာဟိုရှေ့ဆုံးကိုရှေ့ဆုံးကထည့်ပြီးနောက်ဆုံးကိုနောက်ဆုံးကထည့်မယ်ကွာဘယ်လိုထည့်မှာတော့ဖေးတကြီးအဲ့တော့ရွှေလာမင်းပုံဆုံတော်အဲ့ဒါဆိုရင်အဖေကြီးမြီးရဲ့မွေးနေ့မှာဖိတ်စာရိုက်ရင်ရှေ့နေမှာပေါ့ဖေးတကြီးအဟီး